ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Himas Narrative Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူမျိုးဆက်ပွင့်ရေးသားထားတဲ့စိတ်ပင်ပန်းနေသောလူငယ်စာအုပ်အကြောင်းကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနား notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့တင်ဆက်သူ Himas ဖြစ်ပါရစေဒါဆိုရင်တော့စာအုပ်လေးကိုစလိုက်ကြအောင်ပါရှင်အခန်း1လူငယ်နဲ့စိတ်ပင်ပန်းမှုကိုနားလေခြင်းစိတ်ပင်ပန်းမှုဟာရုတ်တရက်ကြီးရောက်လာတာမဟုတ်ပဲတဖြည်းဖြည်းချင်းစုပုံလာတာမျိုးပါဒါကိုသိရှိဖို့ကပထမဆုံးအဆင့်ဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ဟာအရင်လိုမပျော်ရွှင်တော့ပဲအသေးဖွဲကိစ္စလေးကအစစိတ်တူလွယ်လာတာအရာရာကိုညှင်းငွေလာတာတွေဟာစိတ်ပင်ပန်းနေပြီဆိုတဲ့အချက်ပြမှုတွေပါပဲတောက်ငါအပြင်းထူနေရပဲလို့အပြစ်မတင်ပဲငါစိတ်ကအကူအညီလိုနေပြီလို့တတိပြုမိဖို့လိုပါတယ်ကိုယ်စိတ်ရဲ့အခြေအနေမှန်ကိုသိရှိနားလည်လိုက်ခြင်းကပဲကုသခြင်းတစ်ဝက်ကိုပြီးမြောက်စေတာဖြစ်ပါတယ်။စိတ်ပင်ပန်းမှုဆိုတာဘာလဲ။စိတ်ပင်ပန်းမှုဆိုတာခန္ဓာကိုယ်ညောင်းတာနဲ့မတူပါဘူး။အိတ်လိုက်ရုံနဲ့ပျောက်မသွားဘူး။အဲ့ဒါဟာစိတ်ရဲ့စွမ်းအင်တွေကုန်ခန်းသွားတာပါ။ဘာလို့မှစိတ်မပါတော့တာဘာလို့လို့အတိတ်ပဲမရှိဘူးလို့ခံစားရတာ။လူတွေနဲ့ဝေဝေးနေကြတာတွေဟာမင်းရဲ့စိတ်ဓာတ်ကအကူအညီတောင်းနေတဲ့အချက်ပြမှုပဲ။စိတ်ပင်ပန်းမှုဆိုတာအလုံညာလို့ဖြစ်တာမဟုတ်ပါဘူး။အတွေ့များလွန်ခြင်းစိတ်ဖိအားများလွန်ခြင်းကိုမကျေနပ်နိုင်ခြင်းတွေအချိန်ကြာစုပေါင်းလာတဲ့အခါမှာစိတ်ပင်ပန်းမှုဖြစ်လာနိုင်ပါတယ်။လူငယ်အများစုကကိုယ်စိတ်ပင်ပန်းနေရကိုအားနေတာလို့ထင်ကြပါတယ်။ဒါပေမဲ့အမှန်တရားကစိတ်ပင်ပန်းတာဟာလူတိုင်းဖြစ်တတ်တဲ့သဘာဝဆိုတာလက်ခံရပါလိမ့်မယ်။စိတ်ပင်ပန်းမှုရဲ့လက္ခဏာများမင်းဟာအရင်ကဝါသနာပါခဲ့တဲ့အရာတွေကိုစိတ်ဝင်စားတော့လား။အစာတောင်းတဲ့အိပ်စက်မှုတွေပုံမှန်မဟုတ်တော့လား။လူတွေကြားထဲမှာရှိနေပေမဲ့တယောက်တည်းလို့ခံစားနေရလားဒါရီဟာအပြင်းထူတာမဟုတ်ပါဘူးမင်းရဲ့စိတ်ကြမ်းမာကြီးကအနားယူဖို့တောင်းဆိုနေတဲ့လက္ခဏာတွေဖြစ်ပါတယ်ဒါကိုသတိထားမိဖို့အရေးကြီးပါတယ်စိတ်ပင်ပန်းနေပြီဆိုရင်ဒီလိုလက္ခဏာတွေပေါ်လာတတ်ပါတယ်အရာရာကိုစိတ်ဝင်စားတော့ခြင်းမောပန်းလွယ်ခြင်းအိတ်မပြောခြင်းစကားမပြောခြင်းတော့ခြင်းတယောက်တည်းနေခြင်းဒီလက္ခဏာတွေဟာအားနည်းခြင်းမဟုတ်ပါဘူးစိတ်ကနားကျင်နေပြီလို့ပြောနေတဲ့အချက်လက်တွေပါလူငယ်တွေဘာကြောင့်စိတ်ပင်ပန်းနေရလဲအသက်20ပတ်ဝန်းကျင်ဆိုတာဘဝရဲ့အတောက်ပဆုံးအချိန်ပေါ်လို့လူကြီးတွေပြောလို့ရှိကြပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဒီနေ့ခေတ်လူငယ်တွေဟာအဲ့ဒီအလင်းရောင်တွေအောက်မှာပဲအသက်ရှူရကျက်နေကြပါတယ်။ဘာကြောင့်လဲ။ဘာကြောင့်ငါတို့တွေဟာအောင်မြင်မှုတွေကြားမှာဤပညာတွေကြားမှာဒီလောက်တောင်ပင်ပန်းနေရလဲ။လူငယ်တွေဘာကြောင့်စိတ်ပင်ပန်းနေရလဲ။အရင်ခေတ်ကလူတွေတက်ငါတို့မှာရွေးချယ်ကြတွေပိုများလာတယ်။အခွင့်အလမ်းတွေပိုများလာတယ်။ဒါပေမဲ့အဲ့ဒီရွေးချယ်စရာတွေကပဲငါတို့ကိုဖိအားတွေပေးနေရပါဘယ်လမ်းကိုရွေးရမလဲဆိုတဲ့ဝေခွဲမရမှုငါရွေးလိုက်တဲ့လမ်းမှာတိုင်းဘယ်လိုလုပ်မလဲဆိုတဲ့စိတ်ရမှုတွေကငါတို့စိတ်မချမ်းသာစေတော့ပါဘူးဒီနေ့ခေတ်လူငယ်တွေဟာအလုံးမလုံးရသေးပေမဲ့စိတ်ကအယမ်းပင်ပန်းနေကြပါတယ်မိသားစုရဲ့မျှော်လင့်ချက်လူမှုကွန်ရက်ကနှိုင်းယှက်မှုအနာဂတ်မသေးချာမှုတွေကြားထဲမှာလူငယ်အများစုဟာမနာရတဲ့စိတ်နဲ့အသက်ရှင်နေကြပါတယ်တခါတည်းပင်ပန်းနေရကိုကိုယ်တိုင်တော့မသိပါဘူးပြင်းတယ်လို့ထင်မိတယ်စိတ်မရှိဘူးလို့ထင်မိတယ်ဒါပေမဲ့တကယ်တော့စိတ်ကအရန်ပင်ပန်းနေပြီးသားဖြစ်ပါတယ်ကိုမချစ်တဲ့လူငယ်များလူငယ်အများစုကသူများကိုချစ်တတ်ပေမဲ့ကိုမချစ်တတ်ကြပါဘူးအမှားလုံးမိရင်ကိုပြင်းပြင်းထန်ထန်ဆုံးမတတ်ကြပါတယ်မအောင်မြင်ကိုတတ်မှုမရှိတယ်လို့ခံစားမိပါတယ်တကယ်တော့ကိုမချစ်နိုင်ခြင်းကစိတ်ပင်ပန်းမှုရဲ့အကြီးဆုံးအကြောင်းရင်းတစ်ခုပါမင်းဟာပြီးပြည့်စုံရမယ့်လူမဟုတ်ပါဘူးစူးစမ်းနေတဲ့သူဖြစ်ုံနဲ့လုံလောက်နေပါပြီတပားသူကိုကျင်နာဖို့ငါတို့သင်ယူခဲ့ကြပေမဲ့ကိုဘယ်လိုပြန်ချစ်ရမလဲဆိုတာကိုဘယ်သူမှမသင်ပေးခဲ့ကြပါဘူးအမှားတစ်ခုလုံးမြင်ကိုရရဆက်ဆက်အပြစ်တင်နှံကြပါတယ်ကိုယ့်ရဲ့အားနည်းချက်တွေကိုလက်မခံနိုင်တာဟာစိတ်ပင်ပန်းမှုရဲ့အထူးအရင်းမြစ်ပါပဲစိတ်ပင်ပန်းမှုရဲ့တက်ရောက်မှုများစိတ်ပင်ပန်းမှုဟာစိတ်ထဲမှာရင်ရက်တက်နေပဲကိုယ့်ရဲ့နေ့စဉ်ဘဝကျန်းမာရေးနဲ့ဆက်ဆံရေးတွေအပေါ်မှာပါတက်ရောက်လာတတ်ပါတယ်အာယုံစူးစိုက်မှုအားနေလာတာအစာအသောက်အိပ်စက်မှုတွေပုံမှန်မဟုတ်တော့တာလူတွေနဲ့စကားပြောရမှာကိုကြောက်လန့်လာတာတွေဟာအဲ့ဒီတက်ရောက်မှုတွေပါပဲဒါကိုလစ်လျူရှုထိုင်ရေရှည်မှာစိတ်သက်ကြဆင်းမှု depression အထိဖြစ်သွားနေတာကြောင့်စိတ်ပင်ပန်းမှုကိုတာမန်ကိစ္စတစ်ခုလိုသဘောမထားပဲစောစောစီးစီးကင်တွယ်ဖြေရှင်းမှုအရေးကြီးပါတယ်နှိုင်းယှဉ်မှုကြောင့်ပင်ပန်းလာတဲ့စိတ်တခြားသူတွေရဲ့အကောင်းဆုံးချိန်တွေကိုကြည့်ပြီးကိုယ့်ရဲ့ရုန်းကန်နေရတဲ့အချိန်နဲ့နှိုင်းယှဉ်တာဟာကိုတတ်နေရတဲ့အတူတူပါပဲသူတို့သွားနေတဲ့လမ်းကြောင်းကမင်းနဲ့မတူသလိုသူတို့ရဲ့အရှိန်ကလည်းမင်းနဲ့မတူပါဘူးနှိုင်းယှဉ်မှုရှိနေသည်မင်းရဲ့စိတ်ဟာဘယ်တော့မှအေးချမ်းမှာမဟုတ်ပါဘူး
သူများနဲ့နိုင်ရှင်တဲ့အခါမင်းရဲ့စိတ်ကိုပို့ပြီးဖိထားတယ်လို့ခံစားရလိမ့်မယ်စိတ်ပင်ပန်းမှုကိုဆိုးရွားစွာဖြစ်စေတာကနှိုင်းရှင်စိတ်ပါအေးကြောင့်လူမှုကွန်ရက်ကဖိအားလူငယ်တယောက်ရဲ့စိတ်ပင်ပန်းမှုဟာတနေရာတွေကမလာပါဘူးအေးကြောင့်လူမှုကွန်ရက်ဆိုတဲ့နေရာ၃ခုကနေတပြိုင်နက်ဖိအားပေးနေရပါအိမ်မှာမိဘတွေကတခြားလူတွေနဲ့ရှင်ပြီးသူများသားလို့မဖြစ်ဘူးမဟုတ်လားသူများသမီးလို့စူးစမ်းပါလားဆိုတဲ့စကားတွေကလူငယ်တွေရဲ့စိတ်ကိုတဖြည်းဖြည်းပင်ပန်းစေပါတယ်ကျောင်းမှာစာမေးပွဲအမှတ်အောင်မြင်မှုအဆင့်တန်းသတ်မှတ်မှုတွေကလူငယ်တယောက်ကိုကိုတမှုမထမိအောင်လုပ်နေရပါလူမှုကွန်ရက်မှာတော့သူတစ်ပါးရဲ့အောင်မြင်မှုတွေကိုသာမြင်ရပြီးကိုယ့်ရဲ့ကြိုးစားမှုတွေကိုမမြင်ရတယ်လို့ခံစားတတ်ပါတယ်ဒါကြောင့်ငါနောက်ကျနေပြီလားဆိုတဲ့အတွေ့အနေတိုင်းစိတ်ကိုဖိအားပေးနေပါတယ်အိမ်ကမျောလင့်ချက်တွေကျောင်းကမက်ဆီယန်တွေထက်ပိုပြီးတော့ဆိုတာကဆိုရှယ်မီဒီယာပါပဲတခြားသူတွေရဲ့ပျော်ရွှင်နေတဲ့ပုံရိပ်တွေကိုကြည့်ပြီးကိုယ့်ဘဝကိုအောက်ကျနောက်ကျဖြစ်နေပြီလို့ထင်မှတ်မိတာဟာစိတ်ကိုအစိတ်တဖြစ်စေဆုံးအရာပါပဲမင်းဟာအမြဲတမ်းပြိုင်ဆိုင်မှုတွေကြောင့်မှပြေးနေရတယ်လို့ခံစားနေရတာဟာအဲ့ဒီဖိအားတွေကြောင့်ပါမျောလင့်ချက်တွေကစိတ်ကိုဘယ်လိုဖိတယ်လဲငါသားငါသမီးလေးကတော့ဘာဖြစ်ရမလဲမင်းကတော့ငါတို့ရဲ့အားကိုးရပဲဆိုတော့မိဘတွေရဲ့စကားလုံးတွေဟာချုံမြိန်ပေမဲ့ကြောပေါ်ကအလေးတုပ်ကြီးတွေလိုပါပဲတခြားသူတွေစိတ်မပြတ်စေခြင်းနဲ့စိတ်ကမင်းကိုလန်းကိုမရှောင်ရအောင်ချစ်ချုပ်ခတ်ထားတတ်ပါတယ်သူတစ်ပါးရဲ့မျောလင့်ချက်ကိုဖြည့်ဆည်းပေးနေရင်မင်းရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့ကြည်မွားလာရပါတယ်မိဘတွေရဲ့မျောလင့်ချက်ကမင်းကိုပို့ပြီးပင်ပန်းစေပါတယ်မပြောဘဲနာနေတဲ့စိတ်ခန္ဓာကိုယ်မှာထင်ရရင်ငါတို့စီးထဲကြတယ်ဒါပေမဲ့စိတ်မှာထင်ရရတဲ့အခါကျတော့ဘာမှမဖြစ်ပါဘူးဆိုတဲ့စကားတစ်ခုနဲ့ပဲဖုံးကွယ်ထားတတ်ကြတယ်တခါတလေမှာဘာအကြောင်းပြချက်မှမရှိပဲငိုကျင်နေတာရှင်ထဲမှာတစ်ခုလုံနေတယ်လို့ခံစားရတာတွေကမင်းရဲ့မပြောဘဲသိမ်းထားတဲ့နာကျင်မှုတွေကစကားပြောနေရပါအဲ့ဒီနာကျင်မှုကိုအသိမှတ်ပြုပေးဖို့ပထမဆုံးလိုအပ်ပါတယ်ဘာကြောင့်နာကျင်နေရလဲဆိုတာကိုအဖြေရှာပါဖုန်းနဲ့စိတ်ပင်ပန်းမှုငါတို့ရဲ့လက်ဖွားဘော်ကဖုန်းလေးဟာတကဘာလုံးနဲ့ဆက်သွယ်ပေးနိုင်ပေမဲ့တခါတလေမှာကိုယ်စိတ်နဲ့ကိုဝေးကွာသွားလွတ်တတ်ပါတယ်ဆိုရှယ်မီဒီယာပေါ်ကတခြားသူတွေရဲ့ပြည့်စုံတဲ့ဘဝပုံရိပ်တွေကိုကြည့်နေရတာဟာကိုယ့်ရဲ့လက်ရှိဘဝကိုအားမလို့အားမရဖြစ်စေပြီးစိတ်ကိုအလွန်အမင်းပင်ပန်းစေပါတယ်ဒီနေ့ခေတ်မှာဖုန်းဟာစိတ်ပင်ပန်းမှုရဲ့အဓိကအရင်းမြစ်ဖြစ်နေပါတယ်လူငယ်တွေအများစုဟာနေ့စဉ်ဖုန်းကိုအချိန်အများဆုံးသုံးကြပါတယ်ဖုန်းသုံးရခြင်းဟာစိတ်ပင်ပန်းမှုပိုဖြစ်စေပါတယ်ဖုန်းကိုကြကြသုံးခြင်းကအချိန်ကုန်ဆုံးပြီးအတွေးတွေကိုပျက်စီးစေတတ်ပါတယ်ဒါပေမဲ့ဖုန်းကိုတေချာစွာသုံးနည်းတင်ယူရင်စိတ်ပင်ပန်းမှုရှော့ချပြီးကိုယ်စိတ်ကိုထိန်းနိုင်ပါတယ်မနေ့နုံနုံကျတဲ့ညအိုက်ခါနီးမှာဆိုရှယ်မီဒီယာသုံးတာကိုရှောင်ကြပါတခြားသူတွေရဲ့ဘဝကိုငေးကြည့်နေမဲ့စာကိုယ့်ဘဝရဲ့အခိုက်အတန့်တွေကိုပို့ပြီးအာရုံစိုက်ပါဖုန်းကိုခိတ္တချထားပြီးစာဖတ်တာပကြီးဆွဲတာဒါမှမဟုတ်လက်တွေ့လောကတွေကလူတွေနဲ့စကားပြောတာကမင်းရဲ့စိတ်ကိုပို့ပြီးလန်းဆန်းစေပါတယ်ဖုန်းကိုစနစ်တကျသုံးဆဲဖို့နံပါတ်1ဖုန်းသုံးချိန်ကိုသတ်မှတ်ပါနေ့စဉ်တစ်နာရီနှစ်နာရီအတွင်းသုံးမှုကြိုးစားပါဆိုရှယ်မီဒီယာအသုံးပြုချိန်ကိုရှော့ချဖို့အချိန်သတ်မှတ်ထားပါနံပါတ်2ဖုန်းအသုံးပြုစံအားစောင့်ကြည့်ပါ Screen Time Digital Wellbeing စနစ်ကိုအသုံးပြုပါဘယ် app တွေကစိတ်ပင်ပန်းစေရဆိုတာသိပြီးအဲ့ဒီ app တွေကိုရှော့သုံးပါအကျိုးမရှိတဲ့အရာတွေကိုကြည့်ခြင်းဖြင့်အချိန်မကုန်ဖို့စိတ်ကသတ်မှတ်ထားပါနံပါတ်3 notification ကိုထိန်းချုပ်ပါမလိုအပ်တဲ့ notification များကိုပိတ်ပါအရေးကြီးတဲ့အရာတွေကိုသာဖွင့်ကြည့်ပါစိတ်ကိုပျက်စီးစေတဲ့အတန် vibration တွေကိုပိတ်ထားပါဖုန်းသုံးချိန်မှလည်းအတန်လျှော့ပြီးသုံးပါနံပါတ်4ဖုန်းကနေအနားယူပါအိယာဝင်ချိန်တစ်နာရီခန့်ဖုန်းမကြည့်ပါနဲ့စာဖတ်ခြင်းစာရေးခြင်းစိတ်အပန်းဖြေအလုပ်တွေကိုလုပ်ပါအနားယူမှုကစိတ်ကိုသက်သာစေပြီးနောက်ထပ်စွမ်းဆောင်နိုင်စွမ်းကိုတိုးစေပါတယ်လူများစုကတော့ဖုန်းကိုအိယာဝင်ချိန်မှာပို့ပြီးအသုံးပြုကြပါတယ်စိတ်ပင်ပန်းမှုရှော့ချခြင်းရင်တော့အိယာဝင်ချိန်ဖုန်းကိုအသုံးမပြုပါနဲ့နံပါတ်5စနစ်တကျအသုံးပြုခြင်းဆိုရှယ်မီဒီယာဂိမ်းချက်တွေကိုအချိန်ထားပြီးသုံးပါဖုန်းကိုတင်ယူဖို့ဝင်ငွေရှာဖို့အလုပ်လုပ်ဖို့စသဖြင့်စနစ်တကျသုံးဖို့စီမံထားပါအရေးကြီးအရာတွေကိုအရင်စီမံပြီးဖုန်းကို tool အနေနဲ့သုံးပါဖုန်းကိုစနစ်တကျသုံးခြင်းကစိတ်ပင်ပန်းမှုဖြစ်ခြင်းကိုရှော့ချပေးပါတယ်မှတ်ချက်ဖုန်းသုံးခြင်းဟာစိတ်ပင်ပန်းမှုကိုပုံမဖြစ်စေနိုင်ပါတယ်ဒါပေမဲ့စိတ်ကန့်သက်မှတ်ပြီးစနစ်တကျသုံးမယ်ဆိုရင်စိတ်ဖိအားလျော့ကျပါလိမ့်မယ်ပေးကြစွာသုံးခြင်းအနားယူခြင်း self care ဒီသုံးလုံးကိုပေါင်းစပ်ရင်ကိုယ်စိတ်ကိုထိန်းနိုင်ပြီးနောက်ပိုင်းမှာစွမ်းဆောင်နိုင်စွမ်းပိုတိုးတက်ပါတယ်မိဘတွေရဲ့မျှော်လင့်ချက်နဲ့စိတ်ပင်ပန်းမှုမိဘတွေကသားသမီးတွေအပေါ်မှာမျှော်လင့်ချက်ထားကြတာတဘာဝပါပဲဒါ
တိုင်မဲ့လေကိုယ့်ရဲ့သားသမီးကိုမျှော်လင့်ချက်တက်ပို့ပြီးဖိအားပေးတာကသားသမီးရဲ့အနာဂတ်ကိုပိတ်ထားတာပါသားသမီးရဲ့အားနည်းချက်အားသာချက်ကိုသိထားပြီးမှမျှော်လင့်တာကပိုကောင်းပါတယ်ကိုယ့်ကလေးကအတန်းထဲမှာစာမတုံးမိဘဆရာဝန်ဖြစ်ဖို့မျှော်လင့်နေတာကနှစ်ဦးနှစ်ဖက်စိတ်ပင်ပန်းစေတဲ့အပြင်အချိန်ကုန်စေပါတယ်ဖြစ်နိုင်တာနဲ့ဖြစ်ချင်တာခွဲခြားပြီးမှမျှော်လင့်ချက်ထားပါကိုယ့်ရဲ့မျှော်လင့်ချက်တိုင်းဖြစ်မလာတဲ့အခါသားသမီးအပေါ်ဖိအားမပေးသမောင်းမိဘရဲ့မျှော်လင့်ချက်ကြောင့်မိဘနဲ့သားသမီးအကြားပိုပြီးဝေးကွာစေနိုင်တယ်လို့စိတ်ပင်ပန်းစေပါတယ်မိဘတွေရဲ့အိမ်တွင်းအဆင်မပြေမှုကြောင့်စိတ်ပင်ပန်းမှုလူငယ်တချို့စိတ်ပင်ပန်းစေတဲ့အကြောင်းကအိမ်ကနေလာတာဖြစ်ပါတယ်မိဘတွေအဆင်မပြေမှုကြောင့်သားသမီးတွေရဲ့စိတ်လုံခြုံမှုမရှိတဲ့အတွက်စိတ်ပင်ပန်းမှုဖြစ်စေပါတယ်မိသားစုအတွင်းအိမ်တွင်းအဆင်မပြေမှုကကမ္ဘာစစ်ပွဲထက်ပိုဆိုးပါတယ်လူငယ်တို့ရဲ့အနာဂတ်ကိုတားဆီးနေတာလူငယ်တို့ရဲ့လက်ရှိအချိန်ကိုလုတ်ပိုင်ခွင့်မရစေတာလူငယ်တို့ရဲ့ဘဝကိုဖျက်ဆီးနေတာကမိဘတွေရဲ့အိမ်တော်ရေးအဆင်မပြေမှုကြောင့်ပါဒီလိုအခြေအနေနဲ့တွေ့ကြုံနေရတဲ့လူငယ်တိုင်းစိတ်ပင်ပန်းပြီးလမ်းပြောက်နေတတ်ပါတယ်လောကရန်ကြောင့်စိတ်ပင်ပန်းမှုလူတိုင်းရဲ့ဘဝမှာလောကရန်ရဲ့ရိုက်ချက်တွေနဲ့ကြုံရနိုင်ပါတယ်လူငယ်ဆိုတာလမ်းသစ်ရှာနေကြတဲ့သူတွေဖြစ်တဲ့အတွက်လောကရန်ကိုရင်ဆိုင်ရတဲ့အခါကိုယ့်ဘဝကိုမထိန်ချုံနိုင်ကြပါဘူးငွေကြေးအဆင်မပြေမှုပြိုင်ဆိုင်မှုတိုက်ခိုက်ခံရမှုအလဲထုတ်ခံရမှုကြောက်တွန်းခံရမှုဆင်းရဲကြက်တဲမှုတွေနဲ့ကြုံရတဲ့အခါစိတ်ပင်ပန်းမှုတန်းကိုအလူးလဲခံကြရပါတယ်လောကရန်ကြောင့်စိတ်ပင်ပန်းလာတဲ့အခါလမ်းမမရောက်ဖို့တော့လိုပါတယ်စိတ်ပင်ပန်းမှုကနေလွတ်မြောက်ဖို့မလုပ်တဲ့နာတွေမလုပ်မိဖို့ကလူငယ်တို့အတွက်အလွန်အရေးကြီးပါတယ်လူမှုကွန်ရက်ပေါ်ကပြီးပြည့်စုံခြင်းအတူရောင်များနဲ့မိရဲ့ဘဝ Facebook ဒါမှမဟုတ် Instagram ဖွင့်လိုက်တိုင်းတငယ်ချင်းတွေကနိုင်ငံခြားခီးထွက်နေကြတယ်အလောက်ကိုင်ကောင်းတွေရနေကြတယ်ပျော်ရွှင်နေကြတယ်တောက်ကြည့်ပြီးမင်းရဲ့အခန်းကျင်းလေးထဲမှာပဲငါပဲကြံခဲ့တာလားလို့တွေးမိနိုင်ပါတယ်တတိယပါလူတိုင်းကသူတို့ဘဝရဲ့အကောင်းဆုံးအပိုင်းကိုပဲတင်ကြတာပါသူတို့ရဲ့မျက်ရည်တွေစူးစမ်းရုန်းကန်မှုတွေနဲ့အစင်မပြေမှုတွေကိုကင်မရာရှေ့ထုတ်မပြကြပါဘူးသူတစ်ပါးရဲ့အပြစ်မှန်းပုံရိပ်နဲ့မင်းရဲ့အတွင်းတရုပ်ကိုနှိုင်းယှဉ်ပြီးကိုအပြစ်မတင်ပါနဲ့မင်းရဲ့ဘဝခီးကတခြားသူနဲ့ရှင်းစရာမလိုတဲ့ကိုယ်ပိုင်လမ်းတစ်ခုပါသူတစ်ပါးမျှော်လင့်ချက်တွေအောက်မှာပျောက်ဆုံးနေတဲ့ကိုယ်ပိုင်အိမ်မက်မိဘစိတ်ရပါဝင်ခြင်းသူတို့တွေကမင်းကိုဘယ်လိုဖြစ်စေချင်လဲဆိုတဲ့ပုံစံကွက်တွေကိုကျွတ်လွတ်ထားတတ်ကြတယ်သူတို့ကိုစိတ်မပြတ်စေချင်လို့မင်းရဲ့ကိုယ်ပိုင်ဆန္ဒတွေကိုမြုပ်နှံထားတဲ့အခါစိတ်ဟာအသက်ရှူကျက်လာတတ်ပါတယ်သူတစ်ပါးကိုပျော်ရွှင်အောင်ထားပေးနိုင်တာကောင်းပြီမဲ့မင်းကိုမင်းပျော်ရွှင်မှုပျောက်ဆုံးသွားတဲ့အထိတော့အနစ်နာမခံပါနဲ့တပားသူရဲ့စိတ်တိုင်းကြဖြစ်ဖို့ရှင်သန်နေရတဲ့ဘဝဟာရွှေလောင်အိမ်ထဲကငှက်လိုပါပဲမင်းရဲ့ပျော်ရွှင်မှုဟာဘာလဲဆိုတာကိုပြန်ရှာဖွေဖို့အချိန်ပေးပါမင်းဘဝရဲ့ဒရိုက်တာဟာမင်းပဲဖြစ်တတ်ပါတယ်အမားလုံးမိမှာကြောက်ရွံ့ခြင်းကပေးတယ်စိတ်ဖီစီမှုငါမှားသွားရင်ဘယ်လိုလုပ်မလဲငါ့ကိုလူတွေလှောင်ကြမလားဆိုတဲ့အတွေ့တွေကမင်းကိုရှေ့မဆက်နိုင်အောင်ချစ်ချုပ်ခတ်ထားတတ်ပါတယ်အမားကင်းစင်မှုကြိုးစားခြင်းကမင်းကိုစိတ်ဖီစီမှုတွေပဲပေးပါလိမ့်မယ်လူငယ်ဆိုတာမှားပိုင်ခွင့်ရှိတဲ့အရွယ်ပါမင်းကိုအမားလောက်ခွင့်မပေးတာကမင်းမိပါလဲဖြစ်နိုင်တယ်အခြားသူလည်းဖြစ်နိုင်တယ်ဒါပေမဲ့မင်းသိထားမှာကမင်းအမားလောက်ခွင့်ရှိတယ်အကြိမ်ကြိမ်တော့မမားစေနဲ့အမားဆိုတာကသင်ခန်းစာတစ်ခုရဲ့အစပဲဖြစ်ပါတယ်လဲကြတာကရှုံးနေတာမဟုတ်ပါဘူးလဲကြရာကနေပြန်မထတာကမှအရှုံးပါကိုပြေဆုံးနေစရာမလိုပါဘူးမင်းဟာလူသားတစ်ယောက်ဖြစ်တဲ့အတွက်အမားလုံးမိတာဟာတဘာဝကြပါတယ်အဲ့ဒါကိုယုံကြည်လိုက်ပါအစိတ်နဲ့တူသောမိဘများကပေးသောစိတ်ဖိစီးမှုမိဘဆိုတာသားသမီးအတွက်အရေးကောင်းတဲ့သစ်ပင်ကြီးဖြစ်ရမယ်လို့ငါတို့ယုံကြည်ခဲ့ကြပေမဲ့တစ်ခါတလေမှာတော့အဲ့ဒီသစ်ပင်ကြီးဆရာနေကြလာတဲ့အရေးဟာကိုအသက်ရှူကျက်စေတတ်တဲ့အစိတ်ငွေတွေဖြစ်နေတတ်ပါတယ်မိဘနဲ့တူတဲ့အစိတ်နဲ့တူတဲ့မိဘတွေဟာသားသမီးကိုချစ်တယ်လို့ဆိုကြပေမဲ့သူတို့ရဲ့ချစ်ချင်းမြတ်တာမှာချဲ့လဲမှုအမြဲတမ်းအပြစ်တင်မှုနဲ့လူရာထပ်ပေါ်တဲ့ထိန်ချုံမှုတွေပါဝင်နေတတ်ပါတယ်ကိုယ့်ရဲ့ကြိုးစားမှုအတိမတ်မပြူပဲအမြဲတမ်းတခြားသူနဲ့နှိုင်းယှဉ်ခံရတာကိုယ့်ရဲ့ခံစားချက်ကိုလျှို့ရှုပြီးငါတို့ကဒီထက်ပိုပင်ပန်းခဲ့တာလို့အတိတ်နဲ့နှိပ်ကွက်ခံရတာတွေဟာလူငယ်တယောက်ရဲ့စိတ်ဓာတ်ကိုအတန်တိတ်ဖြစ်စီးပစ်တတ်ပါတယ်အိမ်ဟာလုံးကျုံရနေရမဟုတ်တော့ပဲစိတ်ဖိစီးမှုတွေစတင်ဖြစ်လာတဲ့အခါမှာလူငယ်တွေဟာကိုယုံကြည်မှုပျောက်ဆုံးပြီးငါဟာဘာလို့မကောင်းတဲ့သူပဲဆိုတဲ့အတွေ့အမျိုးဝင်လာတတ်ပါတယ်ဒါကိုရင်ဆိုင်မှုပထမဆုံးသိထားမှာကမင်းခံစားနေရတဲ့နာကျင်မှုဟာအစစ်မှန်ဖြစ်ပြီးဒါဟာမင်းရဲ့အပြစ်မဟုတ်ဘူးဆိုတာပါပဲမိဘကိုချစ်ခြင်းနဲ့သူတို့ရဲ့မှားယွင်းတဲ့ပြုမှုပုံကိုလက်ခံခြင်းဟာတခြားစီပါမင်းရဲ့စိတ်ကြမ်းမာရေးအတွက်လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာစီးပွားတစ်ခုကိုတတ်မှတ်ထားရှိဖို့လိုအပ်ပါတယ်သူတို့စီကအသိမှတ်ပြုမှုကိုပဲအမြဲတမ်းမျှော်လင့်နေမယ်အစားကိုတံမိုးကိုရိုင်းပဲတတ်မှတ်ပါတခါတလေမှာကိုစိတ်ကိုကောက်ွယ်ဖို့အတွက်အဲ့ဒီအစိမ့်ငွေတွေစီကနေခိတ္တအလန်းကွာဝေးအောင်နေထိုင်တတ်ဖို့လေလိုအပ်ပါလိမ့်မယ်
အပိုင်းနှစ်စိတ်ပင်ပန်းမှုကနေလွတ်မြောက်ခြင်းစိတ်ပင်ပန်းနေရင်အနားယူပါဒီဘက်ခက်မှာဘာမှမလုပ်ပဲနားနေတာကိုအချိန်ဖြုံးတယ်လို့ထင်တတ်ကြတယ်တကယ်တော့အနားယူခြင်းဟာရှေ့ဆက်ဖို့အတွက်အားသွင်းခြင်းပါပဲဖုန်းတစ်လုံးတောင်မှဘက်ထရီကုန်ရင်အားပြန်သွင်းရတယ်လို့မင်းရဲ့စိတ်ဓာတ်တွေကုန်ခန်းနေရင်လည်းအနားယူဖို့လိုအပ်ပါတယ်ဘာဖြစ်အားမှမရှိပဲအိတ်ဆက်တာတဘာဝကြားထဲမှာလမ်းလျှောက်တာတွေဟာအလွန်တန်ဖိုးရှိရဲ့ကုသမှုတွေပါလူငယ်အများစုဟာအနားယူတာကိုမကြောက်ပေမဲ့နားနေတယ်လို့ထင်အောင်ကိုခွင့်မပြုတတ်ကြပါဘူးနားနေနောက်ကျသွားမလားသူများတွေစူးစမ်းနေချိန်မှာငါနားနေမတော်ဘူးလားဆိုတဲ့အတွေ့တွေကလူငယ်တယောက်ကိုနားကျင်ပေမဲ့မနာရဲအောင်လုပ်နေပါတယ်မနာပဲဆက်ပြေးနေပိုဝေးသွားမယ်လို့မဆိုလိုပါဘူးအချို့ချိန်တွေမှာနားလိုက်မှပဲရှေ့ကိုတေချာသွားနိုင်တာပါစိတ်ပင်ပန်းနေနားကျင်တာဟာတဘာဝပါဖုန်းဘက်ထရီအားရတယ်လို့လူရဲ့စိတ်မှာလည်းအားကုန်တဲ့အချိန်ရှိပါတယ်ဒါပေမဲ့လူငယ်တွေကိုသင်ပေးတာမပင်ပန်းဆိုရင်တော့ကြိုးစားရမယ်မနာဘူးဆိုမှအောင်မြင်မယ်ဆိုတဲ့အယူဆတွေပါဒီအယူဆတွေကြောင့်စိတ်ကအယမ်းပင်ပန်းနေရင်တော့ကိုအနားမပေးရတော့ပါဘူးအမှန်တရားကတော့အနားယူခြင်းဟာလက်လျှော့ခြင်းမဟုတ်ပါဘူးကိုကဲတင်ခြင်းပါအနားယူတာကိုအရှုံးလို့ထင်မိတဲ့နေ့တွေမှာဘာမှမလုပ်ချင်တော့ပါဘူးစိတ်လည်းမရှိဘူးအားလည်းမရှိဘူးအဲ့ဒီချိန်တွေမှာလူငယ်အများစုကကိုဒီလိုပြောမိကြပါတယ်ငါပြင်းလွန်းနေပြီငါအားနဲ့လွန်းနေပြီငါမတော်ဘူးထင်တယ်ဒါပေမဲ့အဲ့ဒီစကားတွေဟာမင်းရဲ့စိတ်ကိုပိုပင်ပန်းစေတဲ့စကားတွေပါတကယ်တော့မင်းဟာပြင်းနေရမှာမဟုတ်ပါဘူးမင်းရဲ့စိတ်ကနားကျင်နေပြီလို့အချက်ပြနေရပါအဲ့ဒီအချက်ပြမှုကိုမမြင်ချင်တယ်လို့လုပ်နေမိရင်တနေ့မှစိတ်ကလုံးဝမရပ်နိုင်အောင်ပင်ပန်းသွားတတ်ပါတယ်လူငယ်တွေအတွက်အနားယူခြင်းရဲ့တန်ဖိုးအနားယူခြင်းဆိုတာဘာလဲအနားယူခြင်းဆိုတာအိယာပေါ်လှဲနေခြင်းတခုတည်းမဟုတ်ပါဘူးအနားယူခြင်းဆိုတာကိုအပြစ်မတင်ပဲခဏနာခြင်းမဖြစ်မနေလောက်ရမယ်အရာတွေကနေခဏလောက်ဝေးကွာခြင်းကိုယ်စိတ်ကိုအတန်တိတ်ပေးခြင်းစတာတွေပါအနားယူတဲ့အခါမှာတချို့အတွက်စားဖက်ခြင်းဖြစ်နိုင်တယ်တချို့အတွက်တိတ်လေးနေခြင်းဖြစ်နိုင်တယ်တချို့အတွက်ငိုခြင်းတလို့ငိုခွင့်ပေးခြင်းဖြစ်နိုင်တယ်အနားယူခြင်းမှာပုံစံတစ်ခုတည်းမရှိပါဘူးကိုယ်စိတ်သက်သာလာတာကမှန်ကန်တဲ့အနားယူခြင်းမှာအနားယူပြီးမှပဲကိုပြန်တွေ့နိုင်တယ်အမြဲတမ်းလှောင်ရှားနေတဲ့အခါကိုယ်စိတ်အတန်မကြားနိုင်ပါဘူးအလုပ်တွေအတွေ့တွေဖိအားတွေကြားမှာကိုပျောက်သွားတတ်ပါတယ်နားလိုက်တဲ့အခါမှာငါတကယ်လိုချင်တာဘာလဲငါဘာကြောင့်ဒီလောက်ပင်ပန်းနေရလဲဆိုတဲ့မိကုန်းတွေစတင်ကြားရပါတယ်ဒါကြောင့်အနားယူခြင်းဟာအချိန်ဆုံးရှုံးခြင်းမဟုတ်ပါဘူးကိုပြန်တွေ့ဖို့အချိန်ပေးခြင်းမှာမင်းပင်ပန်းလာတဲ့အခါဒီစကားကိုတတိယပါမနာမှအောင်မြင်မယ်ဆိုတဲ့စီမင်းမရှိပါဘူးနားလိုက်လို့မင်းရဲ့တံမှုမလျော့သွားပါဘူးမင်းဟာစက်မဟုတ်ပါဘူးလူဖြစ်လို့ပဲနားရတာပါတခါတည်းအမြန်ဆုံးရောက်ချင်းအရင်ဆုံးနားရပါတယ်ဒီနေ့မင်းအားမရှင်အနားယူလိုက်ပါမင်းမပြေးနိုင်လမ်းလျှောက်လိုက်ပါအဲ့ဒီအရာတွေဟာနောက်ဆုတ်တာမဟုတ်ပါဘူးမင်းကျင်နာပေးနေရပါအနားယူတတ်တဲ့လူငယ်ဟာနောက်ပိုင်းမှာပိုရှိလှမ်းနိုင်ပါတယ်စိတ်ပင်ပန်းမှုစကားနဲ့အတွေ့မင်းပင်ပန်းနေတဲ့အခါကိုဘယ်လိုစကားတွေပြောမိတယ်လဲငါကတော့သုံးစားမရတော့ဘူးငါဘာမှမလုပ်နိုင်တော့ဘူးလို့အပြစ်တင်မိနေသလားအဲ့ဒီစကားအစားအတွေ့လေးတွေကိုပြောင်းလဲကြည့်ပါငါပင်ပန်းနေရဟာအနားယူဖို့လိုနေလို့ပဲဒီနေ့ငါအကောင်းဆုံးစူးစမ်းခဲ့ပြီးပြီမနေ့ဖြန်မှာအသစ်ပြန်စားလို့ရတယ်ဆိုတော့နှွေးထွေးရဲ့စကားလုံးလေးတွေကိုကိုပြန်ပြောပေးပါကိုအားပေးတဲ့စကားနဲ့အတွေ့တွေဟာစိတ်ပင်ပန်းမှုအတွက်အကောင်းဆုံးစိတ်တစ်ခွက်ပါပဲစိတ်ပင်ပန်းတဲ့အခါအရေးပေါ်လှုပ်ဆောင်တဲ့အချက်၅ချက်နံပါတ်1အသက်ပြင်းရှူပါစိတ်လှုပ်ရှားလာရင်ခက်တရက်ပြီးအသက်ရှူတာကိုပဲအာရုံစိုက်ပါနံပါတ်2စာရေးပါရှင်ရဲ့ခံစားချက်တွေကိုခြာရေးလိုက်ခြင်းကစိတ်ထဲအမိုက်တွေကိုသွန်ပြလိုက်တယ်လို့ပါပဲစာမရေးနိုင်ရင်ယုံကြည်ရသူတယောက်ကိုရှင်ဖွင့်လိုက်ပါနံပါတ်3ဖုန်းချထားပါအနည်းဆုံး1နာရီလောက်ကဘာကြီးနဲ့အဆက်အသွယ်ဖြတ်ပြီးကိုအချိန်ပေးပါအနားယူလိုက်ပါနံပါတ်4တဘာဝတရားနဲ့ထိတွေ့ပါတစ်ပင်တွေကောင်းကင်တွေကိုကြည်တာတွေဒါမှမဟုတ်လမ်းလျှောက်တာကစိတ်ကိုပြန်လဲလန်းဆန်းစေပါတယ်ဖနှက်မပါပဲမြေကြီးပေါ်လမ်းလျှောက်ပါနံပါတ်5အိပ်ဆက်ပါတခါတလေမှာစိတ်ပင်ပန်းတာဟာခန္ဓာကိုယ်ကနာဖို့လိုအပ်နေရကြောင်းလည်းဖြစ်နိုင်ပါတယ်15မိနစ်20လောက်ဖြစ်အိပ်လိုက်ပါစိတ်ပင်ပန်းမှုကိုရော့စေတဲ့နီလန်များစိတ်ပင်ပန်းမှုရော့နေစေဖို့အတွက်အနားယူခြင်းကိုနီးစနစ်တကျလှုပ်ဆောင်ရပါမယ်အလုပ်တွေကိုခိတ္တရနာပြီးဖုန်းကိုပါပိတ်ထားလိုက်ပါမပြီးပြတ်သေးတဲ့အလုပ်တွေအတွက်စိတ်မပူပါနဲ့အဲ့ဒီအစားခန္ဓာကိုယ်လှုပ်ရှားပြီးလေ့ကျင့်ခန်းလေးတွေလုပ်တာတဘာဝလှပတွေကိုငေးကြည့်တာဒါမှမဟုတ်ယုံကြည်ရသူတယောက်ကိုရင်ဖွင့်တာတွေကစိတ်ရဲ့ဝန်တော့ဝန်ပိုးတွေကိုတိတိတတ်ရောကျသွားစေပါလိမ့်မယ်စိတ်ပင်ပန်းတဲ့နေ့မှာဖတ်မယ်စာမျက်နှာဒီစာမျက်နှာကိုမင်းစိတ်ပင်ပန်းတဲ့နေ့မင်းအားမရှိတဲ့နေ့မင်းကိုမကြိုက်တော့တဲ့နေ့မှာဖြည်းဖြည်းချင်းဖတ်ပါ
အခုမင်းခံစားနေရတာကိုမမှားဘူးလို့ပြောပြချင်ပါတယ်မင်းပင်ပန်းနေရကမင်းမတော်လို့မဟုတ်ပါဘူးမင်းစူးစမ်းလွန်းလို့ပါတနေ့တွေနဲ့ဘဝကိုပြီးပြည့်စုံမလုပ်နိုင်လဲအပြစ်မဟုတ်ပါဘူးမင်းဒီနေ့ရှင်သန်နိုင်တာနဲ့လုံလောက်နေပါပြီအခုမင်းမလုပ်နိုင်သေးတဲ့အရာတွေအတွက်ကိုအပြစ်မတင်ပါနဲ့မင်းမဖြစ်သေးတာတွေဟာမင်းမဖြစ်နိုင်ဘူးဆိုတဲ့အတိတ်ပဲမဟုတ်ပါဘူးနည်းနည်းပင်ပန်းလိုက်နည်းနည်းအနားယူပါလူတိုင်းမှာနားရတဲ့အချိန်လိုအပ်ပါတယ်အောင်မြင်သူတိုင်းမှာမမြင်ရတဲ့ပင်ပန်းမှုတွေရှိခဲ့ပါတယ်မင်းရဲ့အခုအချိန်ကအဲ့ဒီလမ်းကြားတွေကအဆင့်တစ်ဆင့်မှာမင်းမပြုံးနိုင်တဲ့နေ့တွေမှာမပြုံးလဲရပါတယ်မင်းမပြောချင်တဲ့နေ့တွေမှာတိတ်နေလဲရပါတယ်ဒါပေမဲ့ကိုမလျှော့ချပါနဲ့ကိုယ့်ရဲ့တမှုကိုအဲ့ဒီနေ့ရဲ့စိတ်အခြေအနေနဲ့မတိုင်းတာပါနဲ့ဒီစာကိုဖတ်နေတဲ့မင်းကိုဒီလိုပြောချင်ပါတယ်မင်းဟာတမှုရှိပါတယ်မင်းဟာမလွတ်လပ်မိလို့မဟုတ်ပါဘူးမင်းဟာလမ်းရှာနေစေလူငယ်ပါအခုခဏလောက်အသက်ကိုပြင်းရှူပါပြီးရင်ဖြည်းထုတ်ပါမင်းအခုထိရှိနေသေးတာကမင်းအားမလျှော့သေးဘူးဆိုရဲသက်သေပါဒီနေ့ကိုမင်းနူးညံ့စွာဖြတ်တမ်းပါလက်ပြန်ကြွမင်းကိုမယုံကြည်ထားလိုက်ပါမင်း okay ဖြစ်လာမယ်မင်းခုလည်း okay ပါပဲစိတ်ပင်ပန်းမှုအတွက်စနစ်တကျစီမံခြင်းစိတ်ပင်ပန်းမှုရင်ဆိုင်ရတဲ့အခါအများစုဟာစီမံမှုမရှိဘဲလှုပ်ရှားနေတတ်ကြပြီးပိုပြီးပင်ပန်းစေတတ်ပါတယ်။ဒါပေမဲ့စနစ်တကျစီမံခြင်းဟာစိတ်ပင်ပန်းမှုကိုလျှော့ပြီးကိုယ်စွမ်းဆောင်နိုင်စွမ်းကိုတိုးတက်စေပါတယ်။စိတ်ပင်ပန်းမှုကိုစီမံခန့်ခွဲတဲ့အခါဦးစားပေးကိုသတ်မှတ်တတ်ဖို့လိုအပ်ပါတယ်။မင်းလုပ်ရမယ့်အလုပ်တွေအလုံးကိုတပြိုင်တည်းမလုပ်ပါနဲ့။အရေးကြီးဆုံးအလုပ်ကိုအရင်လုပ်ပြီးကျန်တာတွေကိုခက်တမိထားလိုက်ပါ။စနစ်တကျစီမံခန့်ခွဲတတ်တဲ့စိတ်ဟာရှုပ်ထွေးမှုတွေကြားမှာလည်းတည်ငြိမ်နေတတ်ပါတယ်။စိတ်ပင်ပန်းမှုအတွက်စနစ်တကျစီမံခြင်းကကိုယ်စိတ်ကိုတသာစေပြီးအချိန်ကိုကောင်းမွန်စွာအသုံးချနိုင်စေတဲ့အတွက်လူငယ်တွေအနေနဲ့စွမ်းဆောင်နိုင်စွမ်းတိုးတက်စေပါတယ်။စိတ်ပင်ပန်းနေတဲ့လူငယ်တွေအတွက်စိတ်ခွန်အားစားစုများနံပါတ်1မင်းရဲ့တမှုဟာသူတစ်ပါးရဲ့အသိမဲ့ပြုမှုအပေါ်မှာမူတည်မနေပါဘူး။နံပါတ်2ပင်ပန်းလို့နာတာဟာအရှုံးပေးတာမဟုတ်ပါဘူး။ရှေ့ဆက်ဖို့အားယူတာပါ။နံပါတ်3နှင်းသွားလဲရပါတယ်။မင်းသွားနေတဲ့လမ်းကြောင်းမှန်မှုပဲလိုအပ်တာပါနံပါတ်4မှားပိုင်ခွင့်ရှိတာဟာလူငယ်တွေအခွင့်အရေးတစ်ခုပဲအမားကိုကြောက်ပြီးအိမ်မက်တွေမစွန့်လွှတ်လိုက်ပါနဲ့နံပါတ်5ကိုပြန်ချက်ဖို့တည်ယူတာဟာဒီဘဝမှာမင်းလုံနိုင်တဲ့အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပဲနံပါတ်6အမြဲတမ်းတက်ကြွနေဖို့မလိုအပ်ပါဘူးတစ်ခါတလေအစမပြေဖြစ်နေရဟာလေလူသားဆန်တဲ့သဘာဝတစ်ခုပါနံပါတ်9မင်းကိုနာကျင်စေတဲ့အတိတ်တွေကိုစောက်ကင်ထားတာဟာမင်းရဲ့လက်တွေပဲညောင်းစေပါလိမ့်မယ်နံပါတ်10ကဘာကြီးကိုမပြောင်းလဲနိုင်ခင်မှာကိုယ့်ရဲ့စိတ်ငြိမ်သက်မှုအရင်တိဆောက်ပါနံပါတ်9မင်းဟာပြည့်စုံနေဖို့မလိုပါဘူးမင်းဟာမင်းဖြစ်နေုံနဲ့လုံလောက်ပါတယ်နံပါတ်10မုံနိုင်ပြီးရဲ့ကောင်းငင်ဟာပိုကြည်လင်တယ်လို့ဒီခက်ခဲမှုတွေပြီးရင်မင်းဟာပိုတန်မာလာမှာပါလူငယ်တို့စိတ်ပင်ပန်းမှုကနေလွတ်မြောက်ဖို့ပညာပေးပုံမြင်အမောင်နဲ့ကလိပ်ပြငယ်ဟိုးရှိတော့ကအယောင်သေးဆောင်နေတဲ့တောအုပ်ကြီးတစ်ခုထဲမှာသူတလို့အမည်ရတဲ့လိပ်ပြငယ်လေးတစ်ကောင်ရှိပါတယ်။သူတဟာတခြားလိပ်ပြတွေလိုပဲလှလှပပပြန်တန်းချင်တယ်။ပန်းဝတ်ရည်တွေတောက်ချင်တယ်။ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အမြဲတမ်းလေးလံထိုင်းမိုက်နေတတ်တယ်။ဒီနေ့မှာတော့သူတဟာတခြားလိပ်ပြတွေအမြင့်ကြီးမှာပြန်တန်းနေအောင်ကြည့်ပြီးတပ်ပြင်းချလိုက်တယ်။ငါကတော့သူတို့လိုမပြန်နိုင်ပါဘူး။ငါအတောင်မှန်ကြီးတိတ်လေးနေ။လူတွေကငါ့ကိုဘာလို့တခြားသူတွေလိုမတော်ရလဲလို့မေးကြလိမ့်မယ်။ဆိုတဲ့အတွေ့အကြုံသူတကိုပို့ပြီးတော့စိတ်ပင်ပန်းစေခဲ့တယ်။သူတဟာပြန်တမ်းမှုစူးစမ်းလေးသူ့ကြော်ပေါ်မှာမမြင်ရတဲ့ကြောက်တုံးကြီးတွေကိုထမ်းထားသလိုလေးလံလာလေးပဲ။အဲ့ကြောက်တုံးတွေအမြသူတစ်ပါးနဲ့နှိုင်းရှင်ခြင်းကိုအပြစ်တင်ခြင်းနဲ့အနာဂတ်အတွက်ကြောက်ရွံ့ခြင်းနဲ့စိတ်ပင်ပန်းလုံးတဲ့သူတဟာတောအစွန်ကကိုအမောင်လေးတစ်ခုထဲမှာသွားပုန်းနေလိုက်တယ်။အဖေရောမပြန်နိုင်မှာမဟုတ်တော့ဘူး။တွေးပြီးတော့အမောင်ထဲမှာငိုနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲခုအပြင်ကနေအလင်းအောင်ဖြော်လီနဲ့အဖိုးကိုပိုးဆုံးကျူတကောင်ရောက်လာတယ်။ဘာလို့အမောင်ထဲမှာပုံနေရလဲကလေးရဲ့။အဖိုးကမေးတယ်။ကျွန်တော်ပင်ပန်းနေပြီအဖိုး။ကျွန်တော်တောင်ပန်တွေကတိတ်လေးနေလို့ပြန်လို့မရတော့ဘူး။သူတရှိုက်ကြီးတငင်နဲ့ဖြေတယ်။အဖိုးကိုပိုးဆုံးကျူအောင်ပြုံးပြီးတော့ပြောလိုက်တယ်။မင်းတောင်ပန်လေးနေအောင်မဟုတ်ဘူးသူတ။မင်းရဲ့စိတ်ကမင်းမထမ်းနိုင်တဲ့ကြောက်တုံးတွေမနိုင်မနစ်ထမ်းထားလို့ပါ။မင်းပြန်တန်းခြင်းပထမဆုံးလောက်အောင်မှအဲ့ကြောက်တုံးတွေလွတ်ချဖို့ပဲ။ဒီခါမှာတော့သူတာကဘယ်လိုလွတ်ချမလဲဖို့မေးလိုက်ပါတယ်။အရင်ဆုံးမင်းဟာပြေဆုံးနေဖို့မလိုဘူးဆိုတော့လက်ခံလိုက်ပါ။မင်းမှာအားနည်းချက်ရှိတာမင်းပြတ်မဟုတ်ဘူးဆိုတော့မှတ်ထားပါ။ပြီးရင်တငယ်ချင်းတွေနဲ့နှိုင်းရှင်တာကိုရပ်လိုက်ပါ။ပန်းပွင့်တိုင်းကတစ်ချိန်တိုင်းမပွင့်တယ်လို့လိပ်ပြတိုင်းကလည်းတပြိုင်နဲ့မပြတ်တန်းနိုင်။နောက်ဆုံးမှာတော့ကိုပြန်ချစ်ဖို့ပါပဲလို့အဖိုးကပြောလိုက်ပါတယ်။သူတာဟာအဖိုးရဲ့စကားကိုနားထောင်ရင်မျက်စိမှိတ်လိုက်တယ်။ သူ
သူထမ်းထားတဲ့သူတစ်ပါးရဲ့မျှော်လင့်ချက်တွေကိုတစ်ခုချင်းလွှတ်ချလိုက်တယ်။ငါအခုချက်ချင်းအမြင်မပြတ်နိုင်လေရပါတယ်။ကိုပြောလိုက်တဲ့အခါမှာသူ့ကြောဘဝန်တုပ်ကြီးတွေဝုန်းကနေကြောက်သွားတယ်လို့ခံစားလိုက်ရတယ်။သူကခုအပြင်ဘက်ကိုဖြည်းဖြည်းချင်းလမ်းလျှောက်ထွက်လာတယ်။လက်ဆက်တဲ့လေးကိုရှူသွင်းလိုက်တယ်။သူချက်ချင်းအမြင်မပြတ်တမ်းနိုင်သေးပါဘူး။တရလေးပေါ်မှာအေးစစ်စစ်နားနေလိုက်တယ်။သူနားနေရကိုဘသူကဖာပြောသူကူးမဆိုင်တော့။ရက်အနေငယ်ကြားတဲ့အခါမှာသူတရဲ့စိတ်တွေပေါ်ပါလာပြီးအကြောင်မှန်တွေအလိုလိုခတ်ချင်လာတယ်။သူကအရင်ကလိုအားတင်းပြီးပြန်လာမဟုတ်ပဲနဲ့လေအဟုန်တိုင်းပေါ့ပေါ့ပပလေးပြန်တက်သွားခဲ့တယ်။သူဟာတခြားသူတွေထက်ပုံမြင့်ကြမှာမြင့်မယ်။ဒါပေမဲ့သူဟာလွတ်လပ်ပြီးပျော်ရွှင်တဲ့လေးပြလေးတစ်ကောင်ဖြစ်နေတော့အစင်မှန်ပြန်တန်းနိုင်ခဲ့ပါပြီ။လူငယ်တို့အတွက်ပုံမြင်ကပေးတဲ့သင်ခန်းစာနံပါတ်1နှိုင်းရှင်ခြင်းကိုရပ်ပါ။မင်းရဲ့ပင်ပန်းမှုဟာသူတစ်ပါးရဲ့ပေတံနဲ့ကိုယ့်ဘဝကိုတိုင်းရန်နေစတင်တာပါ။သူတစ်ပါးနဲ့နှိုင်းရှင်တာကိုရပ်ပါ။နံပါတ်2နားပိုင်ခွင့်ရှိပါ။လေးပြလေးတရွက်ပေါ်မှာနားတယ်လို့မျိုးမင်းပင်ပန်းရင်ခဏနားလိုက်တာဟာအရှုံးမဟုတ်ပါဘူး။အနားယူလိုက်မှစိတ်ပေါ်ပါလာမှာပါ။နံပါတ်3ကိုချစ်ပါ။မင်းရဲ့အားနည်းချက်တွေနဲ့အတူမင်းကိုမင်းလက်ခံလိုက်တဲ့နေ့ဟာမင်းရဲ့အတောင်ပံတွေပြန်လည်ပေါ်ပါလာမယ့်နေ့ဖြစ်ပါတယ်။ဒီပုံမြင်လေးကလူငယ်တို့အတွက်စိတ်ခွန်အားဖြစ်စေဖို့အတွက်ပါ။စိတ်ပင်ပန်းလာတဲ့အခါတိုင်းဖတ်ပေးပါ။နေ့စဉ်လှုပ်လို့ရတဲ့စိတ်သက်သာရေးနီလန်းများစိတ်တမာဖို့ဆိုတာတညာရဲနဲ့ဖြစ်လာတာမဟုတ်ပဲနေ့စဉ်အလေးကျင့်လေးတွေကနေတီးဆရတာပါ။မနက်နိုးချက်မှာဖုန်းမကြည့်ပဲမိနစ်အနည်းငယ်လောက်ငြိမ်ငြိမ်လေးထိုင်ပြီးအသက်ရှူတာအာရုံစိုက်ပါ။ဒီနေ့ငါမှရှိနေရတဲ့အတွက်ကျေးဇူးတင်တယ်။အဲ့လိုကိုပြန်ပြောပါ။ဒီလိုသိငယ်တဲ့အလေးကျင့်လေးတွေကမင်းရဲ့စိတ်ကိုတစ်နေ့တာလုံးအေးချမ်းအောင်ပတ်မိုးပေးပါလိမ့်မယ်။မနက်တိုင်းအသက်ရှူလေးခြင်းစာဖတ်ခြင်းတိတ်ဆိတ်ငြိမ်သက်စွာနေခြင်းဖုန်းမကြည့်ပဲအချိန်အနည်းငယ်နေခြင်းကိုကောင်းတဲ့စကားပြောပေးခြင်းကျေးဇူးတင်တတ်ခြင်းစတဲ့အလေးကျင့်တွေကစိတ်ကိုတဖြည်းဖြည်းသက်သာစေပါတယ်။စိတ်ဖိစီးမှုကိုစီမံခန့်ခွဲခြင်းစိတ်ဖိစီးမှုဆိုတာဘဝရဲ့ရှောင်လွှဲလို့မရတဲ့အစိတ်ပိုင်းတစ်ခုပါ။ဒါပေမဲ့အဲ့ဒီဖိစီးမှုကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့မင်းရဲ့ရွေးချယ်မှုပါ။စိတ်ဖိစီးမှုတွေများလာတဲ့အခါအလုပ်တွေကိုအပိုင်းစာလေးတွေခွဲလိုက်ပါ။တစ်ခုချင်းစီကိုဖြည်းဖြည်းချင်းဖြည့်ရှင်းပါ။ကိုယ်ဖိစီးစေတဲ့အရာတွေကိုခြာရေးကြည့်ပါ။ပြီးရင်ကိုထိန်းချုပ်လို့ရတဲ့အရာတွေကိုပဲအာရုံစိုက်ပြီးထိန်းချုပ်လို့မရတဲ့အရာတွေကိုတော့လွှတ်ချလိုက်ပါစနစ်တကျစီမံခန့်ခွဲတတ်တဲ့အခါဖိစီးမှုတွေဟာမင်းကိုနှိပ်စက်တဲ့အရာမဟုတ်ပဲမင်းကိုပုံမရင့်ကျက်စေတဲ့သင်ခန်းစာတွေဖြစ်လာပါလိမ့်မယ်စကားပြောခြင်းဖြင့်စိတ်ပင်ပန်းမှုကုသခြင်းရှင်ထဲမှာပိတ်မိနေတဲ့ခံစားချက်တွေကိုအပြင်ကိုထုတ်လွှတ်လိုက်ပါယုံကြည်ရတဲ့တငယ်ချင်းတယောက်ဒါမှမဟုတ်မိသားစုဝင်တယောက်ကိုရှင်ဖွင့်ကြည့်ပါစကားလုံးတွေအဖြစ်ပြောင်းလဲလိုက်တဲ့အခါမင်းရဲ့ပြဿနာတွေဟာအရင်ကလောက်မကြီးမားတော့ဘူးလို့ခံစားရပါလိမ့်မယ်။နားထောင်ပေးမဲ့သူမရှိရင်တော့စောက်အုပ်ထဲမှာခြာရေးလိုက်ခြင်းကမင်းရဲ့စိတ်ဝန်တုပ်ဝန်ပိုးကိုရော့ကျစေပါတယ်။စကားပြောခြင်းကကုသခြင်းတစ်ခုပါ။လူငယ်အများစုဟာစိတ်ပင်ပန်းနေကိုယ်စိတ်ထဲမှာတိတ်တဆိတ်နာနေတတ်ပါတယ်။အဲ့ဒီအချိန်မှာလူငယ်တွေကမပြောဘဲတိတ်ယူနေတတ်ခြင်းစိတ်ထဲမှာအားနည်းမှုတွေစုပေါင်းနေခြင်းတယောက်တည်းခံစားနေခြင်းတွေဟာလူငယ်တွေကိုပို့ပြီးစိတ်ပင်ပန်းမှုဖြစ်စေပါတယ်။စကားပြောခြင်းအတွက်နီလန်များနံပါတ်1မင်းအနာကလူတယောက်ကိုရွေးပါမိဘမောင်နှမမိတ်ဆွေဆရာမတငယ်ချင်းဒါမှမဟုတ်စိတ်ချရတဲ့မန်တော်နံပါတ်2လက်တွေ့ခံစားမှုကိုပြောပါဟာဒီနေ့စိတ်ပင်ပန်းနေငါကိုမအောင်မြင်ဘူးလို့ခံစားနေရတယ်စသဖြင့်ပြောပြပါနံပါတ်3စကားမပြောခြင်းရင်စာရေးပါဇာနဲ့note စာတုံ message တို့ကလည်းစိတ်ပင်ပန်းမှုကိုဖြုတ်ချနိုင်ပါတယ်။စကားပြောပြီးတဲ့နောက်မှာစိတ်ပင်ပန်းမှုနည်းလာပါလိမ့်မယ်။ကိုတံမိုးထားနိုင်တာပိုသိလာပါလိမ့်မယ်။နောက်တစ်ခါကိုစိတ်ကိုပိုအောင်မြင်အောင်စီမံနိုင်ပါလိမ့်မယ်။တခြားလူတွေကိုနားလည်စေပြီးကိုစိတ်ကိုလည်းကယ်တင်ပေးနိုင်ပါလိမ့်မယ်။တတိယစရာမင်းရဲ့စကားကိုနားထောင်သူမရှိရင်လေစာရေးခြင်းစာဖတ်ခြင်းတယောက်တည်းတိတ်ဆိတ်စွာနေခြင်းငိုချလိုက်ခြင်းဖြင့်စိတ်ထွက်ပေါက်ပေးခြင်းလေစကားပြောခြင်းလိုမျိုးအကျိုးရှိပါတယ်စကားပြောခြင်းကကုသခြင်းတစ်ခုဖြစ်ပြီးကိုယ်စိတ်ကိုဖြည့်ရှင်းနိုင်စေတဲ့အရာဖြစ်ပါတယ်။အာယုံစူးစိုက်ခြင်းဖြင့်စိတ်ပင်ပန်းမှုကနေလွတ်မြောက်ခြင်းဒီနေ့ကလူငယ်တွေရဲ့စိတ်ဟာနေရအနှံ့ကိုပြန့်ကျဲနေတတ်ပါတယ်။ဖုန်းထဲကသတင်းတွေသူတစ်ပါးရဲ့ဘဝတွေနဲ့အနာဂတ်အတွက်စိုးရိမ်ပူပန်မှုတွေကြားမှာလက်ရှိအချိန်ကိုပျောက်ဆုံးနေတတ်ကြတယ်။အာယုံစူးစိုက်မှုဆိုတာတခြားမဟုတ်ပါဘူး။ကိုယ့်ရဲ့ခြေလှမ်းတိုင်းကိုယ့်ရဲ့အသက်ရှူတန်တိုင်းကိုပြန်လည်သတိပြုမိဖို့ပါပဲ။အာယုံစူးစိုက်မှုရှိတဲ့အခါစိတ်ဟာမလိုအပ်တဲ့အတွေ့အကြုံတွေကနေကင်းဝေးပြီးတည်ငြိမ်လာပါတယ်။မင်းလုပ်နေတဲ့အလုပ်အသေးလေးတစ်ခုပေါ်မှာပဲအပြည့်အဝအာယုံစိုက်လိုက်တဲ့အခါစိတ်ရဲ့ပင်ပန်းနွမ်းနယ်မှုတွေဟာတဖြည်းဖြည်းလျော့ပါသွားတာကိုတွေ့ရပါလိမ့်မယ်။
ကိုယ်စိတ်ကိုစနစ်တကျထိန်းချုပ်ခြင်းငါတို့စိတ်ဟာတစ်ခါတလေမှာအစိုးမြင့်အတွေ့တွေနဲ့ပြည့်နေတတ်တယ်ငါမလုံနိုင်ပါဘူးအကောင်လုံးကငါ့ကိုမုန်းနေကြတာစားတဲ့အတွေ့တွေဝင်လာတဲ့အခါအဲ့အရာတွေဟာအမှန်တရားမဟုတ်ပဲအတွေ့တသက်တာဖြစ်တယ်ဆိုတာကိုသတိပြုပါအတွေ့တွေနောက်ကိုမျောပါမသွားပဲအဲ့ဒီအတွေ့တွေကိုအဝေးကနေကြည့်နေတဲ့သူတယောက်လိုပဲသဘောထားပြီးလွှတ်ချလိုက်ပါစိတ်ဆိုတာလွှတ်ထားရင်အရင်ဆန်နဲ့မြင်းတကောင်လိုပါပဲစနစ်တကျမထိန်ချုပ်နိုင်အစိုးမြင့်အတွေ့တွေနဲ့စိတ်သက်ကြစရာတွေစီကိုပဲအမြဲပြေးသွားတတ်ပါတယ်စိတ်ကိုထိန်ချုပ်တယ်ဆိုတာအတွေ့တွေကိုပိတ်ပင်တာမဟုတ်ပဲဘယ်အတွေ့တွေကိုလက်ခံပြီးဘယ်အတွေ့တွေကိုလွှတ်ချမလဲဆိုတာကိုရွေးချယ်တတ်ဖို့ဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်အခြေအနေကိုအမြဲစောင့်ကြည့်နေပါဒေါသထွက်လာရင်စိတ်ပြတ်လာရင်ဒါဟာစိတ်ရဲ့ဖြစ်ပျက်မှုတသက်ပဲလို့သိမြင်ပြီးစနစ်တကျပြန်လည်တည်ငြိမ်အောင်လေ့ကျင့်ယူရပါမယ်ကိုယ်စိတ်ကိုထိန်ချုပ်နိုင်ရင်စိတ်ပင်ပန်းမှုကနေလွတ်မြောက်နိုင်ပါလိမ့်မယ်အပိုင်း 3ပင်မနှွမ်းနေနေတဲ့စိတ်ကိုအနာပေးခြင်းပင်မနေရလို့ပြောခွင့်ရှိပါတယ်လူအဖွဲ့အစည်းမှာအတင်းထားပါဘာမှမဖြစ်ဘူးဆိုတဲ့စကားလုံးတွေကြားမှာလူငယ်တွေဟာကြီးပြင်းခဲ့ရတယ်အဲ့ဒီစကားလုံးတွေရပဲမင်းတို့ဟာအမြဲတမ်းမာနေရမယ်ပင်မနေလို့ပြောရင်အားနေသူဖြစ်သွားမယ်ဆိုတဲ့အတွေးမှားတွေကိုရိုက်သွင်းခဲ့ပါတယ်တကယ်တော့ပင်မနေလို့ဝန်ခံခြင်းကအားနေတာမဟုတ်ပါဘူးကိုယူသားတာပါစက်ပစ္စည်းတစ်ခုတော့အပူလုံးရင်ရနာပေးရသေးရပဲမင်းရဲ့နှလုံးသားနဲ့အုံနောက်ကဘာလို့အမြဲအလုပ်လုပ်နေရမှာလဲပင်မနေခဏရနာလိုက်ပါငါပင်မနေပြီလို့ကိုအသိမှတ်ပြုလိုက်ခြင်းကကူးစားမှုရဲ့ပထမဆုံးခြေလှမ်းဖြစ်ပါတယ်မင်းအားနေလို့မဟုတ်ပါဘူးစိတ်ပင်ပန်းတာဝမ်းနေတာရှေ့မဆက်ချင်တာတွေဟာအားနေခြင်းမဟုတ်ပါဘူးအဲ့ဒါဟာမင်းကလူသားတောက်ဖြစ်နေလို့ပါခန္ဓာရည်ထပ်ပူတဲ့ဝန်တွေကိုထမ်းထားတဲ့အခါဘယ်သူမှမဆိုလဲကြတတ်ပါတယ်လဲကြတာကိုရှက်မနေပါနဲ့မင်းဟာအားနေလို့လဲကြတာမဟုတ်ပဲအကြာကြီးတာမာပြီးကြရလို့ခိတ္တပင်ပန်းသွားတာပဲဖြစ်ပါတယ်လူငယ်ဆိုတာတာမာမယ်လို့ယူဆထားကြတာဖီအားတွေနဲ့ရှုံးကန်နေရတဲ့လူငယ်တွေမနိုင်ဝန်ထမ်းထားတဲ့လူငယ်တွေကစိတ်ပင်ပန်းမှုနဲ့ရင်ဆိုင်ရမှာပဲမင်းကိုမင်းအားနေတယ်ဆိုပြီးတစိတ်ကမထားပါနဲ့မင်းအားနေလို့မဟုတ်ပါဘူးပင်ပန်းနေနားလေတတဲလူဖြစ်လာခြင်းငါတို့ဟာတပားသူပင်ပန်းနေနားလိုက်ပါအောင်လို့ပြောရကြပြီမဲ့ကိုကြတော့ဘာလို့ဒီလောက်ညံ့ရတာလဲဘာလို့မပြီးသေးရလဲလို့နှိမ့်ဆက်တတ်ကြပါတယ်ပင်ပန်းရင်နားလေတတဲလူဖြစ်လာဖို့ဆိုတော့ကိုယ့်ရဲ့လူသားဆန်မှုကိုကိုယ်တိုင်လက်ခံပေးဖို့ပါငါပင်ပန်းနေပြီပဲငါမှနားခွင့်ရှိတယ်လို့ကိုခွင့်ပြုချက်ပေးလိုက်ပါကိုယ်စိတ်ရဲ့ပင်ပန်းမှုကိုကိုယ်တိုင်နားလေပေးနိုင်တဲ့သူဟာတခြားလူတွေအပေါ်မှာလည်းပို့ပြီးကျင်နာနားလေတတဲသူဖြစ်လာပါလိမ့်မယ်စိတ်တမာရဲဆိုတာနာကျင်မှုကိုအံ့ကျိတ်ခံတာမဟုတ်ပါဘူးကိုပင်ပန်းနေတဲ့အခါမှာငါအခုပင်ပန်းနေပြီငါအတွက်နားဖို့လိုတယ်လို့ကိုနားလေပေးနိုင်တာဟာတကယ်တမာမှုပါကိုယ့်ရဲ့ကန့်သက်ချက်တွေကိုသိပြီးလိုအပ်တဲ့အခါအကူအညီတောင်းတတာဟာလည်းရင့်ကျက်တဲ့တမာခြင်းတစ်မျိုးပဲဖြစ်ပါတယ်အမြဲတမ်းတက်ကြွနေဖို့မလိုပါဘူး positive thinking အပြုသဘောဆောင်တဲ့အတွေးဆိုတာကောင်းပါတယ်ဒါပေမဲ့ဝမ်းနဲ့နေတဲ့အချိန်မှာတော့အတင်းပြုံးနေရတာဟာအစိတ်သင့်တဲ့အကောင်းမြင်ဝါဒဖြစ်သွားတတ်ပါတယ်မိုးရွာတဲ့နေ့တွေရှိတယ်လို့နေသားတဲ့နေ့တွေလည်းရှိမှာပါမင်းရဲ့စိတ်ဓာတ်တွေကျနေတဲ့နေ့ဘာမှမလုပ်ချင်ပဲအဲ့ရတဲ့လဲနေခြင်းတဲ့နေ့တွေဟာအပြစ်ရှိတဲ့နေ့တွေမဟုတ်ပါဘူးစိတ်မချမ်းသာတဲ့အခါငိုချလိုက်ပါခံစားချက်တွေကိုအောက်မထားပါနဲ့ဒီနေ့တော့ငါအဆင်မပြေဘူးလို့လက်ခံလိုက်တာဟာနောက်တစ်နေ့မှာအဆင်ပြေဖို့အတွက်အာယူခြင်းဖြစ်ပါတယ်မကောင်းတဲ့လေ့ကျင့်တွေကိုရပ်တန့်ခြင်းကိုပိုပင်ပန်းစေတဲ့အလေးကျင့်စိုးတွေကိုတတိထားပြီးဖယ်ရှားပါမယ်ညနေတကောင်ထိဖုန်းသုံးပြီးတခြားသူတွေနဲ့နှိုင်းယှဉ်နေရအလုပ်တွေကိုအပီမသက်ပဲစုပုံထားတာဒါမှမဟုတ်ကိုအမြဲစိတ်ညစ်အောင်လုပ်တဲ့လူတွေနဲ့ပတ်သက်နေရတွေရပ်တန့်လိုက်ပါမကောင်းတဲ့အရာတွေကိုဖယ်ထုတ်လိုက်မှသာကောင်းတဲ့အရာတွေဝင်လာဖို့နေရာလွတ်ရမှာဖြစ်ပါတယ်စိတ်ပင်ပန်းမှုကိုရှော့ချဖို့အတွက်မကောင်းတဲ့အကျင့်စိုးတွေကိုရပ်တန့်ပစ်ဖို့လိုအပ်ပါတယ်စိတ်ရဲ့အစိတ်တောက်တွေကိုဖယ်ရှားခြင်းလူတွေရဲ့ခန္ဓာကိုယ်ရဲ့အစိတ်တောက်တွေဝင်စိတ်ထဲမှာလည်းမလိုလားအပ်တဲ့အစိတ်တောက်တွေရှိနေတတ်ပါတယ်မင်းကိုအမြဲအားငယ်စေတဲ့လူတွေစိတ်ညစ်စရာသတင်းတွေမင်းကိုမင်းအသုံးမကျဘူးလို့ခံစားစေတဲ့ social media အကောင့်တွေခက်တခဏဝေမှထားလိုက်ပါစိတ်ကိုတန်ရှင်းလုပ်ဖို့ဆိုတာမလိုအပ်တဲ့အရာတွေကိုစွန့်လွတ်ခြင်းကနေစတင်ပါတယ်မင်းစိတ်ထဲကိုဘလို့အရာတွေဝင်ခွင့်ပေးမလဲဆိုတော့မင်းကိုယ်တိုင်စီစစ်ဆုံးဖြတ်ပါဟင်းလို့ညင်းဆိုတတ်ဖို့တင်ယူခြင်းလူငယ်တော်တော်များများကအားနာတယ်လို့လူတိုင်းရဲ့အကူအညီတောင်းမှုတွေကိုလက်ခံမိရင်နဲ့ကိုဝင်ပြီးစေတတ်ပါတယ်မင်းမှာအကန့်အသတ်ရှိပါတယ်တခြားသူတွေစိတ်မဆိုးလိုက်ပြီးဖြည့်ဆည်းပေးနေရင်နဲ့မင်းရဲ့စိတ်ချမ်းသာရေးထိခဲ့လိုက်အဲ့ဒါဟာမထိုက်တန်ပါဘူးကိုမလုံနိုင်တာကိုအတွက်ဝင်တော့ဝင်ဖို့ဖြစ်စေတာတွေကိုငါမလုံနိုင်ဘူးလို့ရင်ကြည်ကြည်ညင်းဆိုတတ်ဖို့လိုပါတယ်ဒါဟာတကူကောင်းဆန္ဒမဟုတ်ဘဲနဲ့ကိုကာကွယ်တာပါအတိတ်ကနာကျင်မှုတွေကိုခွန့်လွတ်ခြင်းနဲ့လက်လွတ်လိုက်ခြင်း
ငါတို့လူငယ်တွေရဲ့စိတ်ကတခါတလေမှမပြီးဆုံးနိုင်တဲ့အတိတ်ကပဲ့တင်တန်းနေကြမှာပိတ်မိနေတတ်ပါတယ်။တစုံတစ်ယောက်ကကိုယ့်အပေါ်ရက်ဆက်ခဲ့တာကိုယ်တိုင်မှားယွင်းခဲ့တဲ့ဆုံးဖြတ်ချက်တွေဒါမှမဟုတ်ပြန်ပြင်လို့မရတဲ့ဆုံးရှုံးမှုတွေကလက်ရှိအချိန်ကိုဝါမျိုးနေတတ်ပါတယ်။ခွင့်လွှတ်ခြင်းဆိုတာတစ်ဖက်လူလုပ်ခဲ့တဲ့အမှားကိုမှန်တယ်လို့လက်ခံပေးလိုက်တာမဟုတ်ပါဘူး။အဲ့နာကျင်မှုကနေကိုလွတ်မြောက်ခွင့်ပေးလိုက်တာသာဖြစ်ပါတယ်။မင်းကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေကိုခွင့်လွှတ်ဖို့ကြိုးစားတာဟာသူတို့အတွက်မဟုတ်ပဲမင်းရဲ့စိတ်ငြိမ်းချမ်းမှုအတွက်ဖြစ်ပါတယ်။အတိတ်ကိုလက်လွတ်လိုက်တဲ့ဆိုတာအဲ့ဒီဖြစ်ပျက်တွေကိုမင်းပြစ်လိုက်တာမျိုးမဟုတ်ပဲနဲ့အဲ့ဒီဖြစ်ပျက်တွေကမင်းရဲ့လက်ရှိဘဝကိုထိန်းချုပ်ခွင့်မရှိတော့အောင်လုပ်လိုက်တာပါ။မင်းရဲ့လက်တွေကအတိတ်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားသည်အနာဂတ်ကပေးမဲ့လက်ဆောင်တွေကိုလက်ခံမှုနေရာလို့ရှိမှာမဟုတ်ပါဘူး။နာကျင်ခဲ့ရတဲ့ကိုပြန်ကြည့်ပြီးအဲ့ဒီတော့မင်းအစွမ်းကုန်စူးစမ်းခဲ့တာပဲလို့နှစ်သိမ့်ပေးလိုက်ပါ။မနေ့ကဖြစ်ရတဲ့အတွက်ဒီနေ့ရဲ့မျက်ရည်တွေကိုအဆုံးရှုံးမခံပါနဲ့။လက်လွတ်လိုက်ခြင်းကအရှုံးပေးတာမဟုတ်ဘဲနဲ့ပိုကောင်းတဲ့အရာတွေဝင်လာဖို့အတွက်နေရာဖန်တီးပေးလိုက်တဲ့တတိရှိရဲ့လှုပ်ရက်တစ်ခုဖြစ်ပါတယ်။အတိတ်ဆိုတာသင်ခန်းစာယူဖို့ပဲဖြစ်ပြီးနေထိုင်မှုအတွက်မဟုတ်ဘူးဆိုတာသတိရပါ။အတိတ်ကိုလက်လွတ်နိုင်လက်ရှိအချိန်မှာစိတ်ပင်ပန်းမှုကနေလွတ်မြောက်ပါလိမ့်မယ်။အပိုင်းလေးအလင်းသစ်စီသူပြန်လေခြေလှမ်းခြင်းနေရဲ့တံမိုးကအောင်မြင်မှုတွေအပေါ်မှာပဲမူတည်မနေပါဘူး။ငါတို့လူငယ်တွေကအဆင့်တွေယာရူးတွေလစာတွေနဲ့လူတယောက်ရဲ့တံမိုးတိုင်းတာတတ်တဲ့ခေတ်ထဲမှာရှင်သန်နေရတာပါ။အဲဒါကြောင့်ပဲတခုခုလွဲချော်သွားတဲ့အခါကိုတံမိုးမရှိတော့ဘူးလို့ထင်နေကြပါတယ်။တကယ်တော့မင်းရဲ့တံမိုးကမင်းရဲ့အောင်မြင်မှုပေါ်မှာပဲရှိနေရမှာမဟုတ်ပဲနဲ့မင်းရဲ့တည်ရှိမှုပေါ်မှာပဲရှိနေရပါ။မင်းကရိုးသားသူတယောက်ကျင်နာတတ်တဲ့သူတယောက်ဖြစ်နေတာ။စိတ်တက်ခိုင်မာသူတယောက်ဖြစ်နေတာ။အရှုံးမပေးပဲစူးစမ်းနေရတွေကဘလို့ဘွဲ့တူဂုံတူထက်မဆိုပိုတန်မိုးရှိပါတယ်။မင်းမှာဘာဂုံပုံမှမရှိခင်ကလေးကမင်းကအဖိုးတန်တဲ့လူသားတယောက်ဖြစ်နေပြီးသားပါ။နှင်းနေသွားလဲရပါတယ်။ရက်မပြစ်ဖို့ပဲလိုတာပါ။လူငယ်တော်တော်များများအသက်20ကျော်ရင်ဘာဖြစ်ရမလဲ30မှာဘာရှိရမလဲဆိုရဲလူမှုပတ်ဝန်းကျင်အချိန်စရာတွေကြားမှာအသက်ရှူကျက်နေကြတယ်။အခြားသူတွေရှေ့ရောက်ကုန်ပြီလို့ထင်ရတဲ့အခါကိုအရေးချင်းမရှိဘူးလို့ခံစားရတတ်ပါတယ်။တတိယပါပန်းတိုင်းဟာຫນွေဥမှာတူတူမပွင့်ကြပါဘူး။တချို့ပန်းတွေကဆောင်းရောက်မှပွင့်ကြတာပါ။မင်းရဲ့ဘဝခရီးကတခြားသူနဲ့ပြိုင်ပွဲမဟုတ်ဘူး။မင်းပြိုင်ရမယ့်ပွဲပါ။ကိုယ့်ရဲ့ခြေလမ်းနှင်းနေရင်လည်းစိတ်မပူပါနဲ့။အဓိကမင်းဟာမနှက်ပြန်တွေစီကိုဆက်လျှောက်ဖို့ဆန္ဒရှိနေဖို့ပါပဲ။ဖြည်းဖြည်းချင်းသွားတာဟာနောက်ကျတာမဟုတ်ပါဘူး။အသေးချာသွားနေရပါ။အရေးကြီးတာကရက်မပြစ်ဖို့ပါပဲ။နှက်ပြန်တွေအတွက်ပန်းနိုင်အသက်တွေချမှတ်ရအောင်။အတိတ်ကအမှားတွေနဲ့စိတ်ပင်ပန်းမှုတွေထဲမှာပဲတစ်သက်လုံးပိတ်မိမနေပါနဲ့မနေ့ကဖြစ်ခဲ့တာတွေကသင်ခန်းစာတွေဖြစ်သွားပါပြီအခုမင်းမှာစာမျက်နှာအသစ်တစ်ခုစာရေးဖို့အခွင့်အရေးရှိနေပါတယ်ပန်းနိုင်အသစ်တွေချမှတ်တဲ့အခါမှာတစ်ကမ္ဘာလုံးကိုပြောင်းလဲပြဖို့မလိုအပ်ပါဘူးဒီနေ့တော့ငါကြွငါအချိန်ပေးမယ်ဒီနေ့တော့ငါအလုပ်ကိုတေးချအယုံစိုက်မယ်ဆိုရဲလက်တွေ့ကြတဲ့ပန်းနိုင်လေးတွေကနေစပါမနေ့ပြန်ဆိုတာအခွင့်အရေးတစ်ခုပါမင်းဘာဖြစ်ချင်တယ်လဲဆိုတာကိုအတိတ်ရဲ့အမောင်တူထဲမှာမရှာပါနဲ့ရှေ့ကလင်းလန့်နေတဲ့အလင်းထဲမှာပဲရှာပါကဘာကြီးကိုပြန်လဲရင်ဆိုင်ဖို့အာရင်အပြင်းနဲ့နှူးထားခြင်းမုံတိုင်းတွေပြီးရင်ကောင်းကင်ဟာပို့ပြီးကြည်လင်သွားတတ်ပါတယ်အခုမင်းဖြတ်တန်းခဲ့တဲ့စိတ်ပင်ပန်းမှုတွေကမင်းကိုပို့ပြီးနားလည်မှုရှိရဲ့ပို့ပြီးတော့ခံနိုင်ရှိရဲ့လူတစ်ယောက်ဖြစ်အောင်ထုစစ်ပေးလိုက်တာပါအခုဆိုရင်မင်းဟာအရင်အထက်ပို့ပြီးတန်မာနေပါပြီကဘာကြီးကခက်ခဲနေအောင်ပါပဲဒါပေမဲ့မင်းမှာရင်ဆိုင်နိုင်တဲ့စွမ်းအားတွေရှိလာပါပြီအားရပါရအသက်ရှူသွင်းလိုက်ပါမင်းရဲ့မျက်လုံးတွေကိုဖွင့်လိုက်ပါဒီကဘာကြီးမှာမင်းလှုပ်ဆောင်ရမယ်မင်းမဲလှုပ်နိုင်မယ့်အရာတွေအများကြီးကြာမှသေးတယ်။အားရင်အပြင်းနဲ့ပြန်လည်နှိုးထားလိုက်ပါ။ကဘာကြီးကမင်းကိုစောင့်ကြိုနေပါတယ်။မင်းဟာတံမိုးရှိရဲ့လူငယ်ပါ။မင်းရဲ့တံမိုးအောင်မြင်မှုနဲ့မတိုင်းကြပါနဲ့။အခုချိန်မှာမရှင်းလင်းသေးရည်မအောင်မြင်သေးရည်ရှိနေလို့မင်းရဲ့တံမိုးလျော့သွားတာမဟုတ်ပါဘူး။မင်းကတံမိုးရှိပြီးသားပါ။မင်းကိုမင်းတခြားသူတွေနဲ့နှိုင်းယှဉ်မှုမလိုပါဘူး။မင်းရဲ့လမ်းမင်းရဲ့အချိန်နဲ့ပဲဖွင့်လာမှာပါ။မင်းရဲ့စိတ်အတွင်းမှာပြန်လဲထူထောင်နိုင်တဲ့စွမ်းရည်တွေရှိတယ်။သိယူနိုင်တဲ့စွမ်းအားတွေရှိတယ်။မင်းကိုယ်တိုင်ယုံကြည်လာတဲ့နေရာမင်းဘဝကလည်းပြောင်းလဲလာပါလိမ့်မယ်။ဒီနေ့မပြောဆိုရင်လည်းအဆင်ပြေပါတယ်။အနားယူလိုက်ပါ။ကိုအပြစ်မတင်ပါနဲ့။မင်းအောင်မြင်မှုမရှိသေးလို့တန်ဖိုးမရှိအောင်မဟုတ်ပါဘူး။မင်းစူးစမ်းနေရဲ့ဆိုတာနဲ့တင်တန်ဖိုးရှိနေပါပြီ။မိမိကိုပြန်လဲချစ်ခင်ခြင်း self love ဆိုတာကိုအလိုလိုက်တာမျိုးမဟုတ်ပဲနဲ့ကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေလက်ခံပြီးတမိုးထားတာပါတခြားသူကြောင့်အမှားလုံးရင်ကျမတို့ကကျွန်တော်တို့ကနားလည်ပေးတတ်ပေမဲ့ကိုယ်တိုင်မှားရင်တော့အပြင်းထန်အပြစ်တင်နေကြပါတယ်အဲ့လိုမလုပ်ပါနဲ့ကိုယ့်ရဲ့အချက်ဆုံးတငယ်ချင်းတယောက်ဆက်ဆံတယ်လို့မျိုးကိုကျင်ကျင်နာနာဆက်ဆံပေးပါကိုယ့်အတွက်ကိုအချိန်ပေးတာကိုဝါသနာပါတာလေးတွေလောက်တာဟာကိုပြန်ချစ်တဲ့နီလန်းတွေပါပဲ
ကိုယုံကြည်မှုပြန်တိဆောက်ခြင်းယုံကြည်မှုဆိုတာတစ်ခါပျက်စီးသွားရင်ပြန်ဆောက်ဖို့ခက်ခဲတယ်လို့ထင်ရပေမဲ့တကယ်တော့သိငယ်တဲ့အောင်မြင်မှုလေးတွေကနေပြန်ဆောက်လို့ရပါတယ်ငါမလုံနိုင်တော့ဘူးလို့တွေးမိနေတဲ့စိတ်ကိုငါဒီနေ့ဒီအလုပ်လေးတစ်ခုတော့ပြီးအောင်လုပ်လိုက်နိုင်တယ်ဆိုရဲခံစားချက်နဲ့အစားထိုးလိုက်ပါကိုပေးထားတဲ့ကတိလေးတွေကိုတီးအောင်ကြိုးစားပါကိုယုံကြည်မှုရှိလာဖို့ဆိုတာတခြားသူတွေရဲ့လက်ခုပ်တန်းကိုစောင့်နေဖို့မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ကြိုးစားမှုကိုကိုယ်တိုင်အသိမှတ်ပြုခြင်းအနေပဲစတင်တာဖြစ်ပါတယ်ယုံကြည်မှုဆိုတာအောင်မြင်မှုကြီးကြီးမားမားတွေကနေပဲလာတာမဟုတ်ပါဘူးတင်းငယ်တဲ့ကတိလေးတွေကိုတီးကြနေစတင်ပါတယ်ဥပမာဒီနေ့ငါရှင်များတောက်မယ်လို့ဆုံးဖြတ်ပြီးလှုပ်ဖြစ်အောင်လုပ်ပါကိုပေးထားတဲ့ကတိလေးတွေကိုဖြည့်ဆည်းနိုင်လေကိုပြန်လဲယုံကြည်မှုမြင်မာလာလေဖြစ်ပါလိမ့်မယ်လူငယ်အများစုကစိတ်ပင်ပန်းမှုကြောင့်ကိုယုံကြည်မှုနဲ့သားတတ်ပါတယ်ကိုယုံကြည်မှုပြန်တိဆောက်ခြင်းကစိတ်ပင်ပန်းမှုရှော့ချနိုင်တယ်ဘဝလမ်းကြောင်းမှာနောက်မဆုတ်စေဘူးနောက်ပိုင်းမှာအောင်မြင်မှုကိုဖန်တီးပေးနိုင်ပါတယ်ကိုစိတ်ကိုနားထောင်ခြင်းကဘာကြီးရဲ့စုညံတန်နေကြမှာကိုစိတ်ရဲ့အတန်တိုးတိတ်သွားတတ်ပါတယ်တခါတလေမှာအရာအလုံးရှက်တမ်းပြီးကိုပြန်မေးကြည့်ပါငါတကယ်ရောပြောရဲ့လားဟာတကယ်ဘာလို့ချင်တာလဲကိုစိတ်ရဲ့အတန်ကိုနားထောင်တတ်တဲ့အခါမှာဘဝမှာလမ်းမဖို့ခဲရင်သားပါလိမ့်မယ်ကိုစိတ်ကိုနားထောင်ခြင်းကကိုဘဝရဲ့တန်လိုက်အိမ်များကိုပြန်လဲစစ်ဆေးခြင်းပဲဖြစ်ပါတယ်လူငယ်အများစုကစိတ်ပင်ပန်းနေကိုယ့်ရဲ့စိတ်ထဲအတွေ့တွေကိုတတိမထားဘဲနဲ့အပြင်ဘက်ကိုသာအာရုံစိုက်နေတတ်ပါတယ်ဒါပေမဲ့ကိုယ်စိတ်ကိုနားထောင်ခြင်းကစိတ်ပင်ပန်းမှုကိုလျှော့စေပြီးကိုပြန်တွေးစေတတ်ပါတယ်ကိုယ်စိတ်ကိုနားထောင်ခြင်းကစိတ်ပင်ပန်းမှုလျှော့နေစေတဲ့အပြင်ကိုပိုကောင်းစေပြီးဘဝကိုတသက်စွာရှေ့ဆက်နိုင်စေပါတယ်ကိုယ်အားနဲ့ချက်ကိုလက်ခံခြင်းပြည့်စုံတဲ့လူဆိုတာဒီလောကမှာမရှိပါဘူးကိုယ်မှာအားနဲ့ချက်ရှိတာဟာရှက်စရာမဟုတ်ဘဲနဲ့လူသားဆန်ခြင်းသာဖြစ်ပါတယ်ကိုယ့်ရဲ့အားနဲ့ချက်ကိုဖုံးကွယ်ဖို့ကြိုးစားနေရခြင်းကပိုပြီးတော့စိတ်ပင်ပန်းစေပါတယ်ဟုတ်တယ်ငါဒါကိုမတုံငါဒါကိုကြောက်တတ်တယ်လို့ရိုးသားသားလက်ခံလိုက်တဲ့အခါမှာစိတ်ထဲမှာဝန်တုပ်ကြီးကျသွားတယ်လို့ပေါ်ပါသွားပါလိမ့်မယ်အားနဲ့ချက်ကိုလက်ခံခြင်းကအားနေတာမဟုတ်ပဲကိုပြောင်းလဲဖို့အတွက်ပထမဆုံးလိုအပ်တဲ့တတိပဲဖြစ်ပါတယ်ကိုအားသာချက်ကိုဂရုစိုက်ခြင်းကိုယ့်ရဲ့အားနဲ့ချက်ကိုလက်ခံရမှာဖြစ်တယ်လို့ကို့မှာရှိတဲ့အားသာချက်လေးတွေကိုလည်းအသိမှတ်ပြုဖို့လိုပါတယ်လူတိုင်းမှာထူးခြားတဲ့စွမ်းရည်တစ်ခုစီရှိပါတယ်တခြားသူတွေနဲ့နှိုင်းယှဉ်ပြီးကိုအားမငယ်ပါနဲ့မင်းမှာရှိတဲ့ကျင်နာတတဲ့စိတ်တိခန့်တတဲ့စိတ်ဒါမှမဟုတ်တင်းငယ်တဲ့ဝါသနာလေးတွေကအစမင်းရဲ့အားသာချက်တွေပါပဲအဲ့ဒီအချက်တွေကိုမြင်အောင်ကြည့်ပြီးအာရုံစိုက်လိုက်တဲ့အခါမှာမင်းရဲ့စိတ်ခွန်အားတွေဟာပြန်လည်ပြီးတော့နှိုးထလာပါလိမ့်မယ်ကိုတိဆောက်ခြင်းကိုတိဆောက်ခြင်းဆိုတာကသူတစ်ပါးကိုဘယ်လိုမြင်တယ်လဲဆိုတာထက်ကိုဘယ်လိုမြင်တယ်လဲဆိုတာကပိုအရေးကြီးပါတယ်ကိုတမိုးရှိတဲ့သူကြောင့်အဖြစ်သတ်မှတ်ပါမင်းရဲ့တမိုးဟာမင်းရဲ့အောင်မြင်မှုမင်းရဲ့အလှပတွေပေါ်မှာပဲမူတည်နေမှာမဟုတ်ပဲနဲ့မင်းရဲ့တည်ရှိမှုကတမိုးတစ်ခုပါကိုလေးစားပါကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုယုံကြည်ပါမိမိကိုတမိုးထားမှုမြင့်မာတဲ့သူတွေကဘလို့လှိုင်းတဘိုးတွေကြားမှာမဆိုမရိုင်မလဲရက်တည်နိုင်ပါတယ်အနာဂတ်ကိုမကြောက်တော့ဖို့အနာဂတ်ဆိုတာဖြစ်မလာသေးတဲ့အရာတွေပါဖြစ်မလာသေးတဲ့အရာတွေထက်ကြိုတင်ပြီးတော့ပူပန်နေခြင်းဟာလက်ရှိအချိန်ရဲ့ပျော်ရွှင်မှုတွေကိုလွှတ်ချနေတယ်လို့ပါပဲအမောင်ထဲမှာဘာရှိမှမသိလို့ကြောက်နေမယ်အစားကိုယ့်လက်ထဲမှာလက်ရှိအချိန်ဆိုရဲမီးအိမ်လေးရှိနေအောင်တတိယပါအနာဂတ်ဆိုတာဘာမှမသိရသေးတဲ့အမောင်တစ်ခုလိုပါပဲဒါပေမဲ့အမောင်ထဲမှာဘာရှိမှမသိလို့ကြောက်နေမယ်အစားငါမှအလင်းရောင်တစ်ခုထွန်းကြီးဖို့အားရင်ရှိရဲဆိုတာယုံကြည်လိုက်ပါဖြစ်မလာသေးတဲ့အရာတွေအတွက်ကြိုတင်ပူပန်နေခြင်းဟာလက်ရှိအချိန်ရဲ့ပျော်ရွှင်မှုတွေကိုလွှတ်ချနေတယ်လို့ပါပဲအမောင်ထဲမှာဘာရှိမှမသိလို့ကြောက်နေမယ်အစားကိုယ့်လက်ထဲမှာလက်ရှိအချိန်ဆိုရဲမီးအိမ်လေးရှိနေရကိုတတိယပါအနာဂတ်ဆိုတာဘာမှမသိရသေးတဲ့အမောင်တစ်ခုလိုပါပဲဒါပေမဲ့အမောင်ထဲမှာဘာရှိမှမသိလို့ကြောက်နေမယ်အစားငါမှအလင်းရောင်တစ်ခုထွန်းကြီးဖို့အားအင်ရှိရဲဆိုတာယုံကြည်လိုက်ပါဖြစ်မလာသေးတဲ့အရာတွေအတွက်ကြိုတင်ပူပန်နေရဟာလက်ရှိအချိန်ရဲ့ပျော်ရွှင်မှုတွေကိုလှုပ်ချနေတယ်လို့ပါပဲအနာဂတ်ဟာမီးရွေးချယ်တဲ့အတိုင်းဖြစ်လာမှာပါလူငယ်အများစုကအနာဂတ်ကိုကြောက်ရွံ့နေတတ်ပါတယ်ဘာတွေဖြစ်မလဲအောင်မြင်နိုင်မလားလူများနဲ့ရှင်ပြိုင်မနိုင်ဘူးလားဒီစိတ်ကအခြေအနေကိုပို့ပြီးတော့ပင်ပန်းစေပြီးကိုလှုပ်ဆောင်ရမှာတားဆီးပါတယ်အနာဂတ်ကကြောက်စရာမဟုတ်ပါဘူးအနာဂတ်ဆိုတာလက်ခံရမယ့်အရာသာဖြစ်တယ်ဘာဖြစ်လာမလဲကြိုမတွေးပဲဘာပဲဖြစ်လာလက်ခံတတ်ဖို့ပဲလက်ခံတတ်ရင်စိတ်ပင်ပန်းတာလျှော့မယ်ကိုလန်ကိုရွေးခြင်းလူတိုင်းကသူတို့ရဲ့လမ်းကြောင်းပေါ်မှာသူတို့ပြေးနေကြတာပါတယောက်ကအသက်20မှာအောင်မြင်လို့တယောက်ကအသက်30မှာအိမ်အောင်ကြလို့မင်းနောက်ကျနေပြီလို့မတွေးလိုက်ပါနဲ့မင်းရဲ့ဘဝဟာမင်းရဲ့ကိုယ်ပိုင်ပြိုင်ပွဲသာဖြစ်ပါတယ်သူတစ်ပါးရဲ့ပေရန်နဲ့ကိုယ့်ဘဝကိုတိုင်းတာတာကိုရပ်တန့်ပြီးတော့မင်းတကယ်ပျော်ရွှင်မဲ့လမ်းကိုရဲရဲဝံ့ဝံ့ရွေးချယ်လိုက်ပါ
လူငယ်အများစုကဘဝမျိုးစုံမှာတခြားသူတွေရဲ့ဆုံးဖြတ်ချက်နဲ့လမ်းညွှန်မှုလိုက်နာနေရတတ်ပါတယ်။ဒါပေမဲ့ကိုယ့်အနာဂတ်ကိုပိုင်ဆိုင်မှုအတွက်ကိုယ့်ရဲ့လမ်းကိုကိုယ်တိုင်ရွေးဖို့ကအရေးကြီးပါတယ်။ကိုယ့်လမ်းကိုရွေးချယ်ဖို့ကိုယ့်စိတ်ကိုနားထောင်ပါကိုယ်စိတ်ထဲမှာဘာလို့ကျင်တယ်လဲဘာတွေကိုရှောင်ကျင်တယ်လဲဆိုတာကိုယ့်အတွေ့အကြုံကိုစာရေးပြီးသုံးသပ်ပါကိုယ့်ရည်မှန်းချက်များသတ်မှတ်ပါဘယ်လမ်းကိုရွေးချယ်မလဲဆိုတော့သတ်မှတ်ပါရည်မှန်းချက်ရှင်းလင်းရင်လမ်းညွှန်ချက်မလိုအပ်တော့ပါဘူးအကြံဉာဏ်ကိုယူပြီးကိုယ်တိုင်ဆုံးဖြတ်ပါမိဘဆက်ရမိတ်ဆွေတွေရဲ့အကြံဉာဏ်ယူပါနောက်ဆုံးဖြတ်ချက်တွေကိုယ်ပိုင်အဖြစ်လုပ်ပါတခြားသူရဲ့အကြံမလိုအပ်ပဲကိုယ်ပိုင်လမ်းကိုချိန်ညှိပါအခက်ခဲတွေကိုရင်ဆိုင်ပါလမ်းရွေးချိန်မှာအခက်ခဲတွေရှိနိုင်ပါတယ်အားမလျှော့ပဲတည်ယူမှုနဲ့ရှေ့ဆက်ပါကိုရွေးချယ်ထားတဲ့လမ်းကိုချိန်ညှိပါလမ်းတစ်ခုနဲ့မသေးကြသေးရင်နည်းနည်းပြင်ဆင်ပါအားနည်းမှုကိုလက်ခံပါကိုယ့်ရဲ့ရွေးချယ်မှုကကိုယ့်စိတ်ကိုခိုင်မာစေပြီးအနာဂတ်အောင်မြင်အောင်ဖန်တီးနိုင်ပါတယ်မှတ်ချက်အနေနဲ့ကိုယ့်လမ်းကိုကိုယ်ရွေးချယ်ခြင်းဆိုတာကကိုယ့်စိတ်ကိုလွတ်လပ်စေပြီးစိတ်ပင်ပန်းမှုလျော့စေတယ်ကိုယ်ပိုင်ဘဝကိုတာယာစွာနေထိုင်စေနိုင်ပါတယ်တနေ့တစ်ဆင့်ရှေ့ဆက်ခြင်းကြီးမားတဲ့တောင်ကြီးကိုကျော်ဖို့အတွက်ကြိုးစားနေရစိတ်ပြက်စရာကောင်းပါတယ်။ဒါပေမဲ့ခြေလန်းတလန်းချင်းစီကိုပဲအာရုံစိုက်မယ်ဆိုရင်တော့ဘယ်တောင်မဆိုကြောက်ဖြတ်နိုင်ပါတယ်။တောင်ကြီးတစ်တောင်လုံးတခါတည်းကြော်ဖြတ်ဖို့တော့မကြိုးစားပါနဲ့။ဒီနေ့အတွက်ခြေလန်းတလန်းမဲလှမ်းနိုင်အောင်မှအဲ့ဒါဟာတိုးတက်မှုပါပဲ။ကြီးမားတဲ့ပန်းနိုင်တွေထက်နေ့စဉ်လှုပ်ဆောင်မယ်သိငယ်တဲ့အောင်မြင်မှုတွေကိုတန်ဖိုးထားပါ။ဒီနေ့ကို100ခိုင်နှုန်းပဲပြောင်းလဲနိုင်အောင်မှရပ်ပေါင်း100မှာမင်းဟာလူသစ်တယောက်ဖြစ်နေပါလိမ့်မယ်။လူငယ်အများစုကစိတ်ပင်ပန်းမှုကြောင့်အနာဂတ်အတွက်အကြီးအကျယ်စိုးရိမ်ပြီးလက်ရှိမှာလှုပ်ရှားမှုမရှိဘူးလို့ခံစားတတ်ပါတယ်။ဒါပေမဲ့တနေ့တစ်ဆင့်နဲ့ရှေ့ဆက်ခြင်းဟာစိတ်ပင်ပန်းမှုကိုလျှော့ပြီးကိုယ့်ရည်မှန်းချက်ကိုအောင်မြင်စွာရောက်ရှိစေပါတယ်။ကိုခီယူဆိုင်ခြင်းငါတို့ဟာတငယ်ချင်းတယောက်အစင်မပြေဖြစ်နှွေးထွေးစွာအားပေးတတ်ကြပေမဲ့ကိုယ်တိုင်အစင်မပြေတဲ့အခါမှာတော့ကိုအဆိုးဆုံးစကားလုံးတွေနဲ့နှိပ်စက်တတ်ကြပါတယ်။အဲ့အကျင့်ကိုရှာလိုက်ပါ။ကိုအပြစ်တင်မဲ့စားဒီနေ့တော့ငါအကောင်းဆုံးစူးစမ်းခဲ့တာပဲလို့ကျင်ကျင်နာနာပြောပေးပါမင်းကိုမင်းပြန်မချင်းဘသူမှလာပြီးအပြည့်အဝချစ်ပေးနိုင်မှာမဟုတ်ပါဘူးလူငယ်အများစုဟာစိတ်ပင်ပန်းရင်ဘာမှမလုပ်ချင်းအားမရစိတ်အနှောက်အယှက်များနေရတတ်ပါတယ်ဒီချိန်မှာ self care လေ့ကျင့်ခန်းနေရာစိတ်ကိုပြန်လည်တမစေပြီးကိုပြန်တွေးစီတတ်ပါတယ်အလုပ်တွေကိုတာဝန်ဖြတ်ပြီးစိတ်ကိုအနားယူခြင်းအတွက် self care လေ့ကျင့်ခန်းလိုအပ်ပါတယ်စိတ်ပင်ပန်းတဲ့နေ့တွေမှာကိုချစ်စေခြင်းနားစေခြင်းလိုအပ်ပါတယ်ဒီလေ့ကျင့်ခန်းတွေနေ့စဉ်လှုပ်ဆောင်ပါနောက်ပိုင်းမှာကိုယ့်ရဲ့စိတ်ကပိုတန်မာပြီးစမ်းဆောင်နိုင်စွမ်းမြင့်တက်လာပါလိမ့်မယ်ကိုစိန်ခေါ်ခြင်းကိုယ့်ရဲ့ကြောက်ရွံ့မှုတွေကိုရင်ဆိုင်ကြည့်ဖို့တင်းငယ်တဲ့စိန်ခေါ်မှုလေးတွေဖန်တီးပါအမြဲတမ်းပုံတီကားကြနေထိုင်နေမဲ့အစားအသစ်သောအရာတွေကိုစမ်းသပ်ကြည့်ခြင်းကစိတ်ကိုနိုးကြလာစေပါတယ်ငါဒါမလုပ်နိုင်ပါဘူးလို့တွေးမဲ့စားငါတစ်ခါတော့စမ်းကြည့်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကိုစိန်ခေါ်ပါအမြင်သည်ဖြစ်စေရှုံးနိမ့်သည်ဖြစ်စေစိန်ခေါ်မှုရင်ဆိုင်လိုက်ရခြင်းကမင်းကိုပို့ပြီးတော့တမ်းမာလာစေပါတယ်စိတ်ချမ်းသာမှုကိုရှောက်ဖေးခြင်းစိတ်ချမ်းသာမှုဆိုတာအမြင်မှုကြီးမားတွေရလာမှရောက်လာတာမျိုးမဟုတ်ပါဘူးအဲ့ဒါဟာနေ့စဉ်ဘဝရဲ့တင်းငယ်တဲ့အခိုက်အတန့်လေးတွေမှာပဲရှိနေရပါမနက်ခင်းရဲ့နေအောင်ကြည့်မိသားစုရဲ့အပြုံးဒါမှမဟုတ်အရသာရှိတဲ့ထမင်းတနက်ကအစစိတ်ချမ်းသာမှုကိုပေးနိုင်ပါတယ်အဝေးကြီးမှာလိုက်ရှာနေမဲ့အစားကိုယ်ဘေးမှာရှိနေတဲ့ပျော်ရွှင်မှုလေးတွေကိုမြင်တတ်အောင်လေ့ကျင့်ယူရပါမယ်စိတ်ချမ်းသာမှုဆိုတာအပြင်လောကအရာဝတ္ထုတွေပေါ်မှာပဲမူတည်နေရမဟုတ်ပါဘူးကိုယ့်ရဲ့ယုံကြည်ချက်ကိုယ့်ရဲ့စံနှုန်းတွေနဲ့အညီနေထိုင်ခြင်းပေါ်မှာလည်းမူတည်ပါတယ်ကိုယ်စိတ်ကိုနားထောင်ပြီးကိုယ့်အတွက်မှန်ကန်တဲ့အရာတွေကိုလိုက်နာကျင့်သုံးခြင်းဟာရေရှည်စိတ်ချမ်းသာမှုကိုပေးပါတယ်ပတ်ဝန်းကျင်ကဘလို့ပဲဖိအားပေးနေပါစေကိုယ့်ရဲ့ကိုယ်ပိုင်စီးမြင်တွေနဲ့ကိုတစ္ဆာရှိနေထိုင်ခြင်းကစိတ်ကိုလုံခြုံမှုနဲ့ငြိမ်းချမ်းမှုကိုပေးစွမ်းနိုင်ပါတယ်အောင်မြင်မှုနဲ့စိတ်ချမ်းသာမှုပေါင်းစပ်ခြင်းအောင်မြင်မှုရှိပြီးစိတ်မချမ်းသာရင်အဲ့အောင်မြင်မှုဟာအနှစ်သာရမရှိပါဘူးစစ်မှန်တဲ့အောင်မြင်မှုဆိုတာစိတ်ချမ်းသာမှုနဲ့ထွန်းတွဲနေရပါမယ်မင်းလုပ်နေတဲ့အလုပ်ကမင်းကိုပျော်ရွှင်မှုပေးနေရလားဆိုတာအငြင်းပြန်မိပါအောင်မြင်မှုစီပြေးနေရင်နဲ့မင်းရဲ့စိတ်ချမ်းသာမှုအဆုံးရှုံးမခံပါနဲ့ဒီနှစ်ခုကိုမျှတအောင်ညှိယူတတ်ခြင်းကဘဝရဲ့အမြင့်ဆုံးအနုပညာပဲဖြစ်ပါတယ်လူငယ်အများစုကအောင်မြင်ခြင်းစိတ်နဲ့စိတ်ပင်ပန်းမှုကြားမှာဖိအားခံစားနေရတတ်ပါတယ်အောင်မြင်မှသာစိတ်ချမ်းသာမယ်လို့ထင်တတ်ကြပါတယ်စိတ်ပင်ပန်းမှုရှိရင်အောင်မြင်မှုမရနိုင်ဘူးလို့စိုးရိမ်တတ်ကြပါတယ်ဒါပေမဲ့အောင်မြင်မှုနဲ့စိတ်ချမ်းသာမှုကိုပေါင်းစပ်လေ့ကျင့်နိုင်ကိုယ့်ဘဝကိုပိုပြီးလှပစွာနေထိုင်နိုင်ပါတယ်အောင်မြင်မှုနဲ့စိတ်ချမ်းသာမှုပေါင်းစပ်နိုင်စိတ်ပင်ပန်းမှုလျှော့ပြီးကိုယ့်ရည်မှန်းချက်ကိုအောင်မြင်စွာရောက်နိုင်ပြီးလူငယ်တို့အနေနဲ့ဘဝကိုပိုပြီးအောင်မြင်သာယာစွာနေထိုင်နိုင်ပါတယ်အပိုင်းကစိတ်ကိုတမ်းမအောင်လေ့ကျင့်ခြင်း self care လေ့ကျင့်ခန်း
self care ဆိုတာဈေးကြီးရဲ့ဆိုင်တွေမှာအနားယူရမျိုးထက်ကိုယ့်ရဲ့စိတ်ကိုကိုယ်တိုင်ပြုစုပြောထောင်တာမျိုးပါနေ့စဉ်ဘဝမှာအချိန်9မိနစ်ကနေ10မိနစ်လောက်ပေးပြီးကိုယ့်စိတ်ကိုပြန်စစ်ဆေးကြည့်ပါကိုယ့်စိတ်ကပျော်နေလားစိတ်ညစ်နေလားဆိုတာစစ်ကြည့်ပါကိုယ့်ကိုပျော်ရွှင်စေတဲ့အရာလေးတွေဥပမာတချင်နာထောင်တာစာဖတ်တာအားကစားလုပ်တာဒူရိယာတိခတ်တာတွေကိုပြုလုပ်ပေးပါကိုပြန်လေဂရုစိုက်ခြင်းကတကူကောင်းဆန္ဒမျိုးမဟုတ်ဘဲနဲ့ရှေ့ဆက်ဖို့အတွက်လိုအပ်တဲ့စွမ်းရည်တွေကိုပြန်လေဖြစ်တင်တာပဲဖြစ်ပါတယ်ဒီအဆင့်မှာတော့စိတ်ရဲ့အတွင်းပိုင်းကိုကုစားတဲ့လေ့ကျင့်ခန်းတွေလိုအပ်ပါတယ်ဥပမာခွင့်လွှတ်ခြင်းလေ့ကျင့်ခန်းမှာကိုယ်နာကျင်စေခဲ့တဲ့သူတွေဒါမှမဟုတ်ကိုယ့်ရဲ့အမားဟောင်းတွေကိုစာရွက်ပေါ်မှာခြာရေးပြီးမိရှို့ပစ်လိုက်တာမျိုးဒါမှမဟုတ်စာရွက်ကိုဆုပ်ဖြဲပစ်လိုက်တာမျိုးလုပ်ကြည့်ပါဒါဟာစိတ်ထဲမှာပိတ်မိနေတဲ့အဖို့ထက်တွေလွှတ်ချလိုက်တဲ့သင်္ကေတတစ်ခုဖြစ်ပြီးစိတ်ကိုသက်သာရာရစေပါတယ်စိတ်သက်စစ်စီတဲ့မိကွန်းတိုလေးတွေကိုပြန်လဲမေးမြန်းကြည့်ခြင်းဒီမိကွန်းလေးတွေကိုနားဆင်ပြီးတော့ဟုတ်တယ်ဒါမှမဟုတ်ဘူးလို့ရိုးရိုးသားသားဖြေကြည့်ပေးပါနံပါတ်1ငါဟာတနေ့တာရဲ့အချိန်တော်တော်များများကိုတခြားသူတွေနဲ့ကိုနှိုင်းယှဉ်ပြီးအားငယ်နေမိသလားနံပါတ်2ငါအမားတစ်ခုလုပ်မိတဲ့အခါမှာကိုရဲရဲဆက်ဆက်အပြစ်တင်တတ်သလားနံပါတ်3ငါတကယ်မလုပ်ချင်တဲ့အရာတွေကိုအားနာလို့ဟုတ်ကဲ့လို့လက်ခံနေမိသလားနံပါတ်4ငါမှာစိတ်အေးချမ်းမှုထက်စိုးရိမ်ပူပန်မှုတွေကပိုများနေသလားနံပါတ်5ငါဟာအောင်မြင်မှုတွေရှာမှသာငါတောင်းမှုရှိရလို့ထင်နေသလားနံပါတ်6ငါရဲ့စိတ်ပင်ပန်းမှုတွေကိုဘသူ့ကိုမှဖွင့်မပြောဘဲတယောက်တည်းကြိတ်ခံစားနေသလားရလက်များကိုစမ်းစစ်ခြင်းဟုတ်တယ်လေးခုထက်မကရှိနေရင်မင်းဟာခုချိန်မှာစိတ်ဖိစီးမှုတွေအလွန်များနေပြီးကိုအနာပေးဖို့တကယ်လိုအပ်နေပါပြီဒီစာအုပ်ကအချက်လက်တွေကိုအလေးနဲ့နားထောင်ပြီးတော့လက်တွေ့ကျင့်သုံးပါဟုတ်တယ်နှစ်ခုကနေ3ခုကြားရှိနေမင်းဟာစိတ်ပင်ပန်းစားပြုနေပါပြီဒါပေမဲ့အချိန်မီပြန်လဲထိန်းညှိနိုင်တဲ့အနေအထားမှာရှိပါတယ်စိတ်ပင်ပန်းလှုပ်ဆောင်မယ်နီလန်တွေကိုအာရုံစိုက်နားဆင်ပေးပါဟုတ်တယ်တခုဒါမှမဟုတ်လုံးဝမရှိရင်မင်းဟာစိတ်ကြမ်းမာရေးကောင်းမွန်တဲ့လူတစ်ယောက်ပါဒါပေမဲ့ဒီစာအုပ်ကအချက်လက်တွေကနောက်ကြုံလာမယ့်အခက်အခဲတွေအတွက်ကြိုတင်ပြင်ဆင်ထားတဲ့စိတ်သက်ကာကွယ်ဆေးတွေဖြစ်ပါလိမ့်မယ်လူငယ်များအတွက်စိတ်ဘဝလေ့ကျင့်ခန်းများနံပါတ်1မနက်ခင်းစိတ်ညစ်လေ့ကျင့်ခန်း5 minute reset လုပ်နည်းမနက်အိပ်ရာထားပြီးအသက်ရှူခြင်း9ချိန်ပြင်းပြင်းရှူပါဒီနေ့အတွက်စိတ်ထဲမှာပြောဖို့စာကြောင်းတစ်ကြောင်းကိုရွေးပါဥပမာဒီနေ့ငါတဆင့်တက်နိုင်ရမယ်ကိုပြောချင်တာတွေကိုတွေးပါအကျိုးကျေးဇူးကတော့စိတ်တည်ငြိမ်ပြီးမနက်ခင်းမှာစိတ်ချမ်းသာစေပါလိမ့်မယ်နံပါတ်2စိတ်ပင်ပန်းမှုထုတ်ရေးလေ့ကျင့်ခန်းစာရွက်တစ်ရွက်ယူပြီးအခုစိတ်ပင်ပန်းစေတဲ့အရာတွေကိုစီးမြင်မရှိဘဲနဲ့ရေးချပါရေးချပြီးရင်တော့မျက်စိပိတ်အသက်ရှူခြင်း3ချိန်ပြုလုပ်ပါအကျိုးကျေးဇူးကတော့စိတ်အတွင်းကဖိအားတွေလျှော့လာပြီးခေါင်းလေးပေါ်သွားပါလိမ့်မယ်နံပါတ်3ဖုန်းနဲ့အကွာအဝေးလေ့ကျင့်ခန်းလုပ်နည်းတနေ့တစ်နာရီဖုန်းမကြည့်ဖို့သတ်မှတ်ပါအဲ့ဒီအချိန်မှာလမ်းလျှောက်ခြင်းစာဖတ်ခြင်းဖုန်းပိတ်ပြီးတော့တခြင်းနားထောင်ခြင်းတွေပြုလုပ်ပေးပါအကျိုးကျေးဇူးကတော့စိတ်မရှုပ်တော့အာရုံစူးစိုက်မှုတိုးလာပါလိမ့်မယ်နံပါတ်4ကိုအားသာချက်ရှောက်ဖွေးရဲ့လေ့ကျင့်ခန်းမေးခွန်း3ခုငါကဘာလို့ရင်တဘာဝကြတယ်လဲလူတွေကငါ့ကိုဘာအတွက်ချီးကျူးကြတယ်လဲငါပျော်ရွှင်ဆုံးဖြစ်တဲ့အချိန်ကဘယ်အချိန်လဲအကျိုးကျေးဇူးကတော့ကိုယုံကြည်မှုတိုးလာမယ်နံပါတ်5စိတ်ပင်ပန်းနေနေဖတ်ရမယ် self talk ဒီနေ့ပင်ပန်းရင်ဒီစာကြောင်းတွေအတန်တိတ်ဖတ်ပါငါအဆင်ပြေနေပြီငါတယောက်တည်းမဟုတ်ဘူးငါမှာကောင်းတဲ့အရာတွေရှိတယ်နံပါတ်9တနေ့တစ်ခုတိုးတက်လေ့ကျင့်ခန်းလုပ်နည်းဒီနေ့မှာမနေ့ကထပ်ပိုကောင်းကျင်တဲ့အရာတစ်ခုသာရွှေ့ပါတင်းငယ်လေးရပါတယ်ဥပမာ15မိနစ်ဖတ်မယ်လမ်း10မိနစ်ရှောင်မယ်အကျိုးကျေးဇူးကအောင်မြင်မှုအတွက်ကြိုးစားခြင်းစိတ်ဖြစ်လာမယ်နံပါတ်9ကျေးဇူးတင်မှုလေ့ကျင့်ခန်းနေတိုင်းညမအိတ်ခင်ကျေးဇူးတင်ခြင်းတဲ့အရာ3ခုကိုရွှေ့ပါအကျိုးကျေးဇူးကတော့စိတ်အမြင်ပြောင်းလာမယ်စိတ်ချမ်းသာမှုတိုးလာမယ်နံပါတ်10အနာဂတ်ကိုမကြောက်ဖို့လေ့ကျင့်ခန်းစာကြောင်း2ကြောင်းဖြေပါ9နှစ်အကြာငါဘယ်လိုလူဖြစ်ချင်လဲအဲ့ဒီကိုရောက်ဖို့အခုလုံနိုင်တဲ့တစ်ခုကဘာလဲနံပါတ်9ကိုချီကျူးမှုလေ့ကျင့်ခန်းမိမိကိုပြောပါဒီနေ့ငါအားထုတ်ခဲ့တာငါလေးစားတယ်အကျိုးကျေးဇူးကတော့မိမိကိုတန်မိုးထားတဲ့စိတ်ဖြစ်လာမယ်နံပါတ်10စိတ်ပင်ပန်းတဲ့နေ့အတွက်ဒီမေးခွန်းကိုဖြေပါအခုငါစိတ်ကဘာလိုအပ်နေလဲအနားယူဖို့လားစကားပြောဖို့လားအားပေးမှုလားရက်30စိန်ခေါ်မှုစိတ်သက်လူသစ်စီတို့ဒီစိန်ခေါ်မှုကမင်းရဲ့ဘဝကိုတနေ့ရင်းနဲ့ပြောင်းလဲပြဖို့မဟုတ်ပါဘူးတနေ့ကိုအသေးငယ်ဆုံးအပြောင်းလဲလေးတစ်ခုစီလုပ်ရင်းနဲ့ကိုပြန်ချစ်တက်လာဖို့ပါပထမပတ်မိမိကိုပြန်လဲမိတ်ဆက်ခြင်း Day 1
ညိုချင်း9မိနစ်ခန့်ဖုန်းမကြည့်ဘဲနဲ့ငြင်းလေးထိုင်ပြီးအသက်ရှူခြင်းကိုအာရုံစိုက်ပါ Day 2ကိုယ့်ရဲ့အားသာချက်3ခုကိုစာအုပ်ထဲမှာခြာရေးပြီးကိုချီကျူးပါ Day 3ကိုယ်စိတ်ဖိစီးစေတဲ့အရာတွေကိုခြာရေးပြီးမလိုအပ်တာတွေကိုခေါင်းထဲကနေထုတ်ပြပါ Day 4ဒီနေ့တနေ့လုံးသူတစ်ပါးနဲ့နှိုင်းယှဉ်တဲ့စကားမျိုးမပြောဘူးတတိထားပါ Day 5အဲ့ခါဒီမှာဒီနေ့အတွက်ကျေးဇူးတင်စရာ3ခုကိုရှာပြီးတော့ခြာရေးပါ Day 6ကိုယ့်ရဲ့စိတ်ကိုအနှောက်အယှက်ပေးနေတဲ့ social media account ကို unfollow ဒါမှမဟုတ် mute လုပ်ပါ Day 7တပတ်လုံးစူးစမ်းခဲ့တဲ့ကိုမို့တစ်ခုဝဲကြွေးပြီးစုချပါဒုတိယပတ်စိတ်ရဲ့အစိတ်တောင်များကိုဖယ်ရှားခြင်း Day 8အိတ်ခါနီ2နာရီအလိုရဲကဖုန်းကိုအဝေးမှာထားအိပ်ပါ Day 9မကောင်းတဲ့အလေးကျင့်တစ်ခုဥပမာအိပ်ရာထဲမှာအချိန်အကြာကြီးနေခြင်းကိုရှောင်ကျဉ်ပါ Day 10ရေများတောက်ပါခန္ဓာကိုယ်လန်းဆန်းရင်စိတ်လည်းလန်းဆန်းလာပါလိမ့်မယ် Day 11ကြောက်တဲ့ညင်သက်လန်းလျှောက်ပါတဘာဝတရားကိုအာရုံစိုက်ပါ Day 12ဟင်းအင်းလို့ညင်းတဲ့အရာကိုအာမနာပဲရိုးတညင်းဆိုကြည့်ပါ Day 13အတိတ်ကကိုနာကျင်စေခဲ့တဲ့အမှားတစ်ခုကိုခွန့်လွတ်လိုက်ပါ Day 14အခန်းထဲမလိုအပ်တဲ့ပစ္စည်းတွေကိုရှင်းထုတ်ပြီးစိတ်ကိုရှင်းလင်းပါစေတတိယပတ်ခွန်အားသစ်များဖြည့်တင်းခြင်း Day 15စိတ်ခွန်အားပေးတဲ့စာအုပ်တစ်အုပ်ကိုအနည်းဆုံး9မျက်နှာဖတ်ပါ Day 16ဝါသနာပါတဲ့အလုပ်တစ်ခုဥပမာပကြီးဆွဲတာတချင်းဆိုတာကိုအချိန်ပေးလုပ်ပါ Day 17ကိုအားပေးတဲ့တငယ်ချင်းတယောက်ကိုဖုန်းဆက်ပြီးစကားပြောပါ Day 18အမှားလုပ်မိရင်ကိုအပြစ်မတင်ပဲမင်းစူးစမ်းခဲ့တာပဲလို့အားပေးပါ Day 19နာဂတ်အတွက်သိငယ်တဲ့ပန်းနိုင်တစ်ခုချမှတ်ပြီးစတင်လှုပ်ဆောင်ပါ Day 20တရားထိုင်ခြင်းဒါမှမဟုတ်ယောဂလေ့ကျင့်ခန်းခေတ္တလုပ်ပါ Day 21ကိုယ့်ရဲ့တိုးတက်မှုလေးတွေကိုပြန်ကြည့်ပြီးပြုံးလိုက်ပါစရုပ်ထပတ်ရှေ့သို့ရဲဝံခြေလန်းခြင်း Day 22အကူအညီလိုအပ်နေသူကိုအကူအညီတစ်ခုပေးလိုက်ပါစေရနာကစိတ်ကိုကူစားပေးပါရယ် Day 23ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်မိထိုင်းကိုတည်တံ့အသုံးချပါ Day 24အစိုးမြင့်အတွေ့တွေဝင်လာတိုင်းအကောင်းမြင့်အတွေ့တစ်ခုနဲ့ချက်ချင်းအစားထိုးပါ Day 25ကိုယုံကြည်မှုရှိတဲ့ပုံစံနဲ့မှန်နဲ့ကြည့်ပြီးပြုံးပြပါ Day 26အလုပ်တစ်ခုကိုအာရုံစိုက်ပြီးအပိသက်အောင်လှုပ်ဆောင်ပါ Day 27ကိုဘွားအတွက်အတိတ်ပဲရှိတဲ့စကားလုံးတစ်ခုသတ်မှတ်ပါ Day 28အနာဂတ်ကိုမကြောက်ပဲငါရင်ဆိုင်နိုင်တယ်လို့ယုံကြည်ချက်ထားပါ Day 29စိတ်ပင်ပန်းနေတဲ့တခြားလူငယ်တယောက်ကိုအားပေးစကားပြောပေးပါ Day 30ရက်30စလုံးစူးစမ်းခဲ့တဲ့အတွက်ကိုအလေးအနက်ကျေးဇူးတင်ပါလူငယ်တွေအတွက်နှုတ်ဆက်စကားစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာကိုရောက်လာတဲ့အတွက်မိကိုမင်းကျေးဇူးတင်လိုက်ပါစိတ်ပင်ပန်းနေတဲ့ဂျာနေကိုပြန်လဲကုစားဖို့စူးစမ်းခဲ့တာဟာအကြီးမားဆုံးအောင်မြင်မှုတစ်ခုပါပဲဒီစာအုပ်ကိုပေးလိုက်တဲ့အခါမှာမင်းရဲ့အခက်အခဲတွေချက်ချင်းပြောက်ကွယ်သွားမှာမဟုတ်ပေမဲ့အဲ့ဒီခက်ခဲတွေရင်ဆိုင်ရတဲ့စိတ်သက်ခွန်အားတစ်ခုတော့မင်းစီမှာကြံ့ရခဲ့မယ်လို့ယုံကြည်ပါတယ်ပင်မရင်နားပါဒါပေမဲ့လုံးဝရက်မပြတ်ပါနဲ့မင်းရဲ့ဘဝစာမျက်နှာတွေဟာဒီမှာရင်ပြီးဆုံးသွားတာမဟုတ်ပါဘူးမင်းဟာအခုမှပို့ပြီးတန်မာတဲ့လူတစ်ယောက်အဖြစ်ပြန်လဲနိုးထလာတာပါမင်းရဲ့ရှေ့ဆက်မဲ့ခီးလမ်းမှာပျော်ရွှင်မှုနဲ့ငြိမ်သက်မှုတွေအမြဲရှိနေပါစေမင်းဟာအဖိုးတန်တဲ့လူသားတစ်ယောက်ဖြစ်တယ်ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့မင်းဟာအလင်းအောင်တစ်ခုစီဦးတည်နေတဲ့ခီးတဲ့တယောက်ပါစာအုပ်လေးကိုဒီညမှာခေတ္တပိတ်လိုက်ကြအောင်ဒီစာအုပ်ကိုဖတ်ပြီးသွားတဲ့အခါမှာမင်းရဲ့စိတ်ပင်ပန်းမှုတွေအားလုံးချက်ချင်းပြောက်ကွယ်သွားလိမ့်မယ်လို့အာမမခံပါဘူးဒါပေမဲ့တခုတော့ဂတိပေးရပါတယ်အဲ့ဒါကတော့မင်းဟာဒီခီးမှာကြောက်တဲမဟုတ်ဘူးဆိုတာပါပဲမင်းအခုခံစားနေရတဲ့စိတ်ပြတ်မှုပင်ပန်းမှုနဲ့နာကျင်မှုတွေဟာမင်းဘဝရဲ့ညီကောင်မဟုတ်ပါဘူးအဲ့ဒါတွေဟာပုံမခိုင်မာတဲ့မင်းဆိုတဲ့လူသားတောက်ဖြစ်လာဖို့အတွက်ဖြတ်သန်းနေရတဲ့အပိုင်းစာတွေသာဖြစ်ပါတယ်မောင်မိုက်တဲ့ညနေပိုင်းကိုဖြတ်သန်းနေရတယ်လို့ခံစားရတဲ့အခါတိုင်းတတိယပါမောင်မိုက်ဆုံးချိန်ဟာအလင်းအောင်လာဖို့အနည်းဆက်ဆုံးချိန်ပါပဲကိုနှိမ့်ဆက်တာတွေကိုရပ်တန့်လိုက်ပါတခြားသူတွေနဲ့နှိုင်းယှဉ်ပြီးအားငယ်တာတွေကိုလွတ်ချလိုက်ပါမင်းဟာမင်းဖြစ်နေုံနဲ့လုံလောက်ပါတယ်မင်းမရှိနေအားနည်းချက်လေးတွေအမာရွတ်လေးတွေဟာမင်းဘဝရဲ့လှပတဲ့သမိုင်းကြောင်းတွေပါပဲဒီစာအုပ်လေးကိုပိတ်ပြီးနောက်အပြင်ကကောင်းကင်ကြီးကိုတစ်ချက်လောက်မော့ကြည့်လိုက်ပါပြီးရင်ပြောင်းလိုက်ပါအသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးမင်းရဲ့ခရီးကိုအားရင်အသက်နဲ့ပြန်ဆလိုက်ပါမင်းကိုမင်းပြန်ချစ်ဖို့ဘယ်တော့မှမမေ့ပါနဲ့မင်းရဲ့မနှက်ဖြန်နိုင်ဟာအေးချမ်းပါစေဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့စာအုပ်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရတင်မှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်ပေါင်းများစွာနဲ့ပြန်လည်ပြီးတော့ရောက်ရှိလာမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နှားဆင်ဖို့အတွက်လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။